Yoga Bhagavati Hibiya Pamiya Kalang Karondo Tidokarani Kiran Gato Loka Hitaya Nato Namo Mahagarunikada Tata Yona Atu Viliya Myaswa Tadawa I Chanda Sipa Lula Daunda Gopao Khadavi Nata Minya Jinshino Yapyadi Kabagodi Hibi Grigava Ayedre Pichadu Jindole Abe Miya Yedre Tainta Phobya Jinga Masone Bado Kala Le Adin Chitini Gava Shijalo Kala Bado Loga Idaya Tata Loga I Ajosiba Aloga Adidogarani Osa De Chile Inga Mita Chima Damita Tatazani Sanyeni Hu Chedita Wengada Asu Alonkayan Murogo Grondo Payapsiya Yidan Joko Atodo Muyadi Psili Kirale Chilielo and the Sound Naya in the Lone Sewan Guru Ibemanielo Kadova Dana Chinganya Swa Yodo Mugaya Shari Mahagaruni Gandadawamya Yeweta Vedutana Chikim Mahagaruna Sim Shidomudo Tata Nadada Williamya Swa Dadawai Chanda Sipa Lula Daunda Gopao Khadavi Nata Minya Tushino Yapya Namo Yudi Pyao Pyao Mangolio Kero Yuju Shiko Jendi Atuba Wadu Senzimadui Shibazi Tadi Dhamma Adipsing Josio Mini Look Lubwa Yala de Pokoran Mimido Gowama Netaineka Josi on Nedafo Amadama Yachibare A Josara Data Damika Ata Yamabwa Mayade Jua Damu Tambra Yikata look on it, Temanowa Mayade Julu Sabi Jangam Yama Dilu June Namu Tamavyatara Side Item Yamabwa Yasi Nade Jews Diwama Side Osa Yara Jutanube Yadukon Tanandara Yara Jutanube Tuchare Goni Diri Yara left the Mube, Siba Osa Yara left the Mube. Chanda da Nibu Queen Yiri Yara never divide a Jew look to Lubioa. Tamalomoa a Jew Surajaro. Durai ha Dibuama, Sonda Jama, Mahode Lucy. Now Tamalomoa Sura, she did it. She did it. Diwa Yidin Messenza Venet, Namwa a Yigo Leve Senza Yame. Namwa a Yidin, she didn't see that Jonia, she on Loma, Kaune Joniari, Yimidanama Shiva, Namwa, Makonyo Chanda Yana, Data Damika Ata, Yamawa, Mayame, Jew. Tambra Yikata for it, Demano Wama, Nawa Mayana, a Jew, Eddie, a Jew, Namulo, Yasi on Tama Adine, Nebo Dore. Eleno Dama Adine Dama Adi Sura Diniama Dama Sura Amago Precha Titan on. Popio Tare, Pura Yasaya, Somaton de Jekule, Tama look Holuya. Council Namugu, Peter de Tabawa de Adi, a Jew, a John, so Congo, Dira, let Tama, Dide, to Lubioya.
ဓမ္မအတိနဲ့ဘဝမှာအကျိုးရှိရှိနေဖို့ဘာဖြစ်လို့လို့ဆိုလို့ရှိရင်လောကမှာဘဝတစ်ခုရလာတဲ့အခါမှာနေပုံထိုင်ပုံကအမျိုးမျိုးရှိတယ်ကောအကျိုးရှိတဲ့နေနည်းရှိတယ်လို့မိမိတဏ္ဍာမှာအကျိုးမဲ့စေတတ်တဲ့နေနည်းရှိတယ်အချို့သောနေနည်းကပစ္စုပန်မှာတော့ကောင်းပါရဲ့ဓမ္မနဘဝမှာမကောင်းတဲ့နေနည်းမျိုးလည်းရှိတယ်ပစ္စုပန်တန္တရာနှစ်ဖြာလုံးအကျိုးရှိမဲ့နေပုံနေနည်းမျိုးကိုဘုရားမြတ်စွာကဆုံးမဩဝါဒပေးပါတယ်အဲ့ဒီလိုနေတတ်ဖို့လို့ဆိုတာလူတွေမှာမျက်စိနှလုံးရှိရတယ်လို့အသိဉာဏ်ကလည်းပဲနှမျိုးရှိဖို့လိုအပ်တယ်တဲ့ဘုရားမြတ်စွာကအန္တသုတ်တံမှာဒိစက္ခုမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်အကောင်းဆုံးပုဂ္ဂိုလ်လို့ဒီလိုဟောထားတာရှိတယ်မျက်စိနှလုံးဆိုတာလူတိုင်းမှာမျက်စိဟာတစ်လုံးနဲ့မဟုတ်ဘူးနှလုံးရှိကြတယ်အသိဉာဏ်ကလည်းပဲထို့တူနှလုံးရှိရတယ်နှလုံးရှိတယ်ဆိုတာနှစ်ဖက်မြင်ရမယ်လို့တစ်ဖက်သက်မမြင်ရဘူးလို့ဒီလိုဆိုလို့အဲ့တော့နှစ်ဖက်ဆိုတာမြတ်စွာဘုရားကရှင်းပြတယ်လူလောကလူရည်လို့ဖြစ်လာတဲ့အခါမှာမရသေးတဲ့စည်းစိမ်ဥစ္စာတွေကိုရဖို့ရလာတဲ့စည်းစိမ်ဥစ္စာတွေတည်မြဲဖို့တည်မြဲပြီးသားစည်းစိမ်ဥစ္စာတွေတိုးတက်ဖို့သိမြင်တတ်တဲ့အသိဉာဏ်ဆိုတဲ့မျက်စိတစ်လုံးနဲ့ရှိဖို့လိုတယ်ဒါဒီဘဝကောင်းကျိုးအတွက်နောက်ဘဝကောင်းကျိုးအတွက်ကုသိုလ်အကုသိုလ်ပြည့်စုံတယ်ပြည့်မရှိဘူးဓမ္မရေးရာနဲ့ပတ်သက်တဲ့သိတဲ့ပညာမျက်စိမျိုးကလည်းပဲနောက်ထပ်လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတစ်ခုနဲ့တစ်ခုထိမ့်ညှိပြီးတော့ပေးရလောကအကျိုးအကြည့်ကြိုးစားမယ်ဆိုလို့ရှိရင်တန်တရားအကျိုးကလစ်လပ်သွားတယ်ဒါကြောင့်မို့လောကအကျိုးတန်တရားအကျိုးနှမျိုးလုံးကိုမြင်နိုင်တဲ့အသိနှမျိုးနဲ့ထိမ့်ကွက်ပေးရမယ်လို့ဒီလိုဆုံးလို့တာအဲ့ဒါတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတွေမှာစီးပွားဥစ္စာတိုးတက်လာတော့လေကိုချင်းတရားဆုပ်ယုပ်ပြပြသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာဒီပြည့်ဆုပ်ယုပ်သွားနိုင်တယ်ဒါကြောင့်မို့စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်ကိုချင်းတရားဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်ဒီလိုဆိုလိုတာကိုချင်းတရားလည်းတိုးတက်ရမယ်စီးပွားလည်းတိုးတက်ရမယ်နှမျိုးနှစ်စာတိုးတက်ကြီးပွားအောင်ကျန်ဆောင်သိမြင်တဲ့အသိပညာမျိုးကိုဒီနေရာမှာမျက်စိနှလုံးလို့ဒီလိုခေါ်တာစီးပွားရေးမျက်စိရှိရမယ်ပညာရေးဓမ္မရေးရာမျက်စိလည်းရှိရမယ်ဓမ္မရေးရာမျက်စိဖြင့်တိုးတက်လာတဲ့စီးပွားရေးရဲ့စီးပွားရေးတိုးတက်မှုကိုအကြောင်းပြုပြီးတော့အကျင့်စာရိတ္တမပြည့်ပြားအောင်ထိတ်ကွက်ပြီးတော့ပေးတယ်တဲ့လိုဆိုလို့ကဲကောင်းပြီစီးပွားရေးမျက်စိတော့ရှိပါရဲ့ဓမ္မရေးရာမျက်စိမရှိဘူးဆိုရင်ဘာဖြစ်တတ်တယ်လဲလို့ဆိုလို့ရှိရင်စီးပွားရရင်ပြီးရောဘာမဆိုလုပ်မယ်ဆိုတဲ့အတွေးခေါ်တွေဝင်လာတတ်တယ်တစ်ဖက်ကထိန်းထားရမယ်အဲ့ဒါလို့ထိန်းတိုင်းမရှိဘူးဆိုလို့ရှိရင်ကိုချင်းတရားပြက်ပြားပြီးတော့စီးပွားရှာတတ်တယ်ကိုချင်းတရားပြက်ပြားပြီးတော့ရလာတဲ့စီးပွားဥစ္စာဟာတည်ငြိမ်မှုနဲ့တည်မြဲမှုမရှိဘူးတဲ့ကြည်လေလောကမှာလည်းပဲစီးပွားဥစ္စာတွေတချို့တိုးတက်လာတယ်သို့တော့အကျင့်စာရိတ္တဘက်ကယိုရင်းသွားတဲ့အတွက်ကြောင့်ရလာတော့စိတ်ဥစ္စာဟာလည်းပဲပျက်စီးဆုံးရှုံးသွားတတ်တယ်ကိုချင်းတရားပြတ်သွားလို့ရှိရင်စိတ်ဥစ္စာလည်းမတည်ငြိမ်နိုင်ဒါကြောင့် economic progress နဲ့ spiritual progress လို့ခေါ်တာပေါ့ဒီနှစ်ခုဟာထိန်းညှိပြီးတော့ထားရမယ်ဒီနှစ်ခုထိန်းညှိထားလို့ရှိရင်စီးပွားတိုးတက်မှုလည်းခိုင်မြဲတယ်တစ်ဖက်ကလည်းပဲကိုချင်းတရားလည်းပဲခိုင်မြဲတယ်စီးပွားနဲ့ကိုချင်းတရားကိုထိန်းတယ်ကိုချင်းတရားနဲ့စီးပွားကိုပြန်ထိန်းတယ်ဒီလိုနှစ်ဖက်တက်တန်ရှုမြင်တတ်တဲ့ပညာမျက်စိရှိရမယ်လို့မြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာဟောတယ်။ဘာဖြစ်လို့လဲဆိုတော့တန်တရားထဲမှာနေတဲ့အခါမှာလည်းပဲချမ်းသာဒုက္ခရဖို့ဆိုတာကောင်းတဲ့အကြောင်းတွေဆောင်ရွက်နိုင်မှရတယ်
ဒါဖြင့်ကောင်းပြီဘဝမှာအကျိုးရှိရှိနေဖို့ဆိုလို့ရှိရင်ဘာစဉ်းစားရမလဲမိမိကိုယ်ကိုမိမိအမြဲသုံးသပ်ဆင်ခြင်ရမယ့်အချက်ကကထံဘူတတမေရတ္တိဓိဝဝိတေဝတန္တိဘယ်လိုနည်းနဲ့နေ့တွေရက်တွေငါအဖို့ကုန်းနေတယ်လဲဆိုတာလူတိုင်းတွေးတဲ့ငါတနေ့တာအချိန်ကုန်သွားတယ်လူဘဝလူတိုင်းဟာရက်နေတာမဟုတ်ဘူးလူဘဝရလာတဲ့နေရာတွေတရက်ပြီးတရက်အချိန်တွေကဖြတ်ကျော်လာခဲ့တာဖြတ်ကျော်လာခဲ့တာတနှစ်သားကနေပြီး10နှစ်သားကနေအနှစ်20ကနေ30 40 50ဒီလိုဖြတ်လာခဲ့အဲ့ဒီဖြတ်လာခဲ့တဲ့ဖြတ်တန်းလာခဲ့တဲ့အနှစ်တွေဖြတ်တန်းလာခဲ့တဲ့လတွေဖြတ်တန်းလာခဲ့တဲ့ရက်တွေဖြတ်တန်းလာခဲ့တဲ့နာရီတွေမှာဘယ်ပုံဘယ်နည်းကအချိန်ကုန်ခဲ့တယ်လေဒါကိုပြန်စဉ်းစားရအောင်ဘုရားမြတ်စွာကကထံဘူတတဘယ်လိုနည်းဘယ်လိုအခြေအနေနဲ့ရတ္တိဓိဝနေ့တွေညတွေဟာဝါရက်တွေဟာဝိတိဝတ္တတိငါမှာကုန်လွန်ခဲ့တယ်ဆိုတာစဉ်းစားပါစဉ်းစားလိုက်ရင်ဖြေဆိုတာထွက်လာတတ်တယ်ဟောအကျိုးရှိအချိန်ကုန်နေတာလားအကျိုးမဲ့အချိန်ကုန်နေတာလားလောကရဲ့စီးပွားရေးတွေအတွက်အချိန်ကုန်နေတာလားဓမ္မရေးရတဲ့အချိန်ကုန်တာလားဆိုတော့ဟိုအချိန်ကိုဇရာညှိပြီးတော့ကြည့်လိုက်လို့ရှိရင်အချိန်ကိုဘယ်ပုံပဲနည်းအသုံးချနေတယ်ဆိုတာဖြေတွေ့လာပါပဲအဲ့ဒီအဖြေတွေ့လာတဲ့အခါမှာခုနကလို့လောကအကျိုးတန်လျာအကျိုးဒီဘဝအကျိုးနောက်ဘဝအကျိုးဒီအကျိုးနှမျိုးလုံးအကျိုးရှိကုန်ဖို့အရေးကြီးတယ်လို့ဒီလိုဆိုမှပစ္စုပန်အကျိုးတစ်ခုတည်းတင်လုံးပန်းပြီးတော့နေလို့ရှိရင်တန်လျာအကျိုးကလိဟင်းသွားတာတဲ့တော့မကောင်းတဲ့ဘဝရောက်သွားလို့ရှိရင်ဒီဘဝချမ်းသာတော့လေနောက်ဘဝမှာနေတာဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်နှစ်ဖက်စလုံးညှိပြီးတော့ကိုယ့်အမြင်နှမျိုးနဲ့ချိန်ပြီးတော့နေ့ရက်တွေကိုအုံဆုံးစေရပြီးတော့ဒါနေပုံနေဒီတစ်ခုပဲအဲ့တော့လောကမှာလူတွေနေကြတယ်ကုသိုလ်ရအောင်နေပြီးဘယ်လိုနေမလဲဆိုတော့ပြုပြင်ပေးဖို့လိုအပ်တယ်ပထမနံပါတ်1ကကုသိုလ်ရအောင်အကျိုးရှိအောင်လုပ်ဖို့ဆိုတာအကျိုးဆိုတာကောင်းကျိုးချမ်းသာတွေရဖို့အတွက်လိုအပ်တယ်အဲ့တော့ကောင်းကျိုးချမ်းသာတွေရဖို့အတွက်အချက်၄ချက်နဲ့ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကိုလေ့ကျင့်ပေးရအချက်တစ်ကဘာလို့ဆိုလို့ရှိရင်ငါစိတ်ထဲမှာငါတန်တန်မှာဒီဘဝရလာတဲ့ခြင်းကုသိုလ်စိတ်များဖြစ်စေရမယ်ဆိုချက်ဘာဖြစ်လို့ကုသိုလ်စိတ်များဖြစ်ရမလို့ဆိုကုသိုလ်ဆိုတာအဆိုးတရားတွေကိုဖယ်ရှားပြီးကောင်းကျိုးတရားတွေကိုဖော်ဆောင်ပေးနိုင်တဲ့သဘောဒါကြောင့်မို့လို့ကုသလကုသိုလ်ကုဆိုတာအဆိုးတရားတွေကိုသလဖယ်ရှားပြနိုင်တဲ့စွမ်းအားရှိတဲ့သဘာဝတရားမျိုးအဲ့ဒီသဘာဝစွမ်းအားတွေဆိုတာဘာတွေပြောတာလို့ဆိုရင်အလောဘတို့အဒေါသတို့အမောဟအလောဘဆိုတဲ့ကိုယ့်ရဲ့ပစ္စည်းကိုလောကမှာလူတွေဟာတယောက်တည်းနေတာမဟုတ်သည့်အတွက်ကြောင့်ကိုယ့်ရဲ့ပစ္စည်းကိုအများနဲ့မျှဝေခံစားနိုင်ဖို့ပစ္စည်းကိုဘလောက်ပဲများဆုပ်ကင်ထားတာမျိုးမဖြစ်ဘဲနဲ့အများနဲ့မျှဝေခံစားနိုင်တော့အောင်စွန့်လွတ်နိုင်တဲ့သဘောတစ်ခုနော်အဒေါသဆိုတာအများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာအမောဟဆိုတာဘာလို့သင့်တယ်လုပ်သင့်သလားမလုပ်သင့်ဘူးလားသိတဲ့အသိပညာမျိုးအဲ့ဒီသဘောဝတရားတွေဟာစိုးတရားတွေကိုဖယ်ရှားနိုင်တာဖြစ်လို့ကုသိုလ်လို့ခေါ်တယ်အဲ့ဒီကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ရမယ်ငါတဏ္ဍာမှာဖြစ်စေရမယ်တတ္တာတရားတွေဖြစ်စေရမယ်သီလတရားတွေဖြစ်စေရမယ်တမာတိစွမ်းအားတွေဖြစ်စေရမယ်အကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်တဲ့အသိပညာစွမ်းအားတွေကိုယ်တဏ္ဍာမှာရင့်တန်ထွားကြိုင်စေရမယ်လို့စိတ်ထဲမှာဆုံးဖြတ်တဲ့အဋိဋ္ဌာန်ချက်တစ်ခုလောက်အောင်
ဒါကိုစာပေကနိယမိတ်တာကုသိုလ်စိတ်သာဖြစ်အောင်လုပ်မယ်အကုသိုလ်မဖြစ်စေရဘူးလို့ဆိုတဲ့စိတ်ကို determination ပေါ့စိတ်ကိုဆုံးဖြတ်ပြီးတော့အဲ့လိုလုပ်ရမယ်လို့ဆိုအဲ့ဒါလို့စိတ်ကိုစောင့်ကြည့်ထားလိုက်လို့ရှိရင်တတိထားတတ်လာပြီးတော့ကိုယ်စိတ်ဟာကုသိုလ်ဖြစ်ဖို့ဘက်ကိုဥလှဲ့နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကုသိုလ်စိတ်ဖြစ်ဖို့အတွက်နောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုရင်သမုဒ္ဒါဆိုင်အလေးအကျင့်ရနေအောင်ကျင့်ကြံကြုတ်ပေါ်တယ်ဆိုတော့ဘယ်နဲ့အေးရထားရင်ဘုရားအရင်ရှိခိုးမယ်မျက်နှာသိတယ်ဘုရားရှိခိုးအလေးကျင့်တစ်ခုတော့ဘုရားရှင်ခိုးပဲမနဲ့စာမစားဘူးအေးရထားတာနဲ့ဘုရားရှိခိုးမယ်ဘုရားကိုအာရုံပြုမယ်ကုသိုလ်စိတ်ဖြစ်အောင်လုပ်မယ်သို့မဟုတ်မေတ္တာပို့မိမိအိမ်သူအိမ်သားတွေကနေစပြီးတော့မိမိပတ်ဝန်းကျင်မှာရှိတဲ့တ attva တွေချမ်းသာဒုက္ခရကြပါစေစီးပွားဥစ္စာတိုးတက်ကြပါစေစသည်ဖြင့်မေတ္တာပို့ကုသိုလ်စိတ်ဖြစ်အလေးအကျင့်တစ်ခုလုပ်ပေးရမယ်ဒါကိုသမုဒ္ဒါစိန်နာလို့ပြောတယ်ဘယ်လိုဖြစ်ဖြစ်လေ့ကျင့်ခန်းဆိုတာလုပ်ကြတယ် physical exercise ဆိုမနေ့စုံလမ်းလျှောက်တဲ့ပုဂ္ဂိုလ်တွေကျန်းမာရေးလေ့ကျင့်အောင်ဆိုမနေ့မှန်မှန်လမ်းလျှောက်ကြဒါလေ့ကျင့်ခန်းလုပ်တာအဲ့ဒီလေ့ကျင့်ခန်းလုပ်တယ်လို့ပဲနေ့စဉ်ဘဝမှာအကျိုးရှိဖို့အတွက်ကုသိုလ်ရေးရလည်းလေ့ကျင့်ခန်းလုပ်နေရမယ်လို့ဆိုမနေ့အချိန်မှာဘာလုပ်မယ်နေ့လည်းအားတဲ့အချိန်မှာဘာလုပ်မယ်ညဘာလုပ်မယ်ဆိုတဲ့အချိန်အခါအားလို့ဆိုမိမိတဏ္ဍာမှာကုသိုလ်စိတ်တွေဖြစ်ပွားစေရမယ်အိရှင်မတွေဆိုလို့ရှိရင်ဥပမာပဲခမင်းချက်ရင်ဟင်းချက်ရင်လည်းပဲကုသိုလ်စိတ်ဖြစ်အောင်စောင့်တည်ရငါချက်ထားတယ်ဟင်းငါချက်ထားတဲ့ခမင်းစားပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါစေပျော်ရွှင်ကြပါစေမေတ္တာထားတာအလုံးချမ်းသာကြပါစေအများအတွက်ဆောင်ရွက်ပေးတဲ့စိတ်စေတနာဒါမေတ္တာဆိုတာဘယ်နေရာမှာထားဘယ်နေရာမှာဆိုထားလို့ရတယ်မေတ္တာနဲ့တဏှာနဲ့မတူဘူးเนาะအရာထဲမှာတော့မေတ္တာနဲ့တဏှာကိုရောထွေးပြီးတော့သုံးမေတ္တာဆိုဒီမှာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တယ်ဒါမှမဟုတ်မေတ္တာဆိုတဲ့စကားလုံးကမိတ္တဆိုပုဂ္ဂလာမိတ္တတာဧတာမေတ္တာမိတ္တတာမိတ်ဆွေတငယ်ချင်းဧတာစိတ်ဓာတ်ဖြစ်ပေါ်လာတဲ့ဥစ္စာတွေဒါကြောင့်မေတ္တာမိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားမျိုးကိုမေတ္တာအဲ့တော့မိတ်ဆွေရဲ့တဏ္ဍာမှာဘာဖြစ်တယ်ဆိုလို့ရှိရင်ကောင်းကျိုးလိုလားတဲ့စိတ်တွေဖြစ်တယ်လေမိမိနဲ့ခင်မင်နဲ့တငယ်ချင်းတွေကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြီးပွားတဲ့တိုးတက်တဲ့ကြာရင်ဝမ်းသာတယ်ဒီစိတ်ဓာတ်မျိုးရန်သူပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘူးအားလုံးပေါ်မှာအဲ့ဒီလိုမိတ်ဆွေစိတ်ဓာတ်ပွားနိုင်အောင်လုပ်တာမေတ္တာထားနိုင်တယ်လို့ပြောเนาะအဲ့တော့မေတ္တာဆိုတာရင်ထဲနှလုံးထဲမှာအမုန်းတရားတွေကိုဖယ်ရှားပြီးတော့အကျိုးလိုလားတဲ့စိတ်ဓာတ်မျိုးမေတ္တာအဲ့တော့မေတ္တာပွားမယ်ဆိုလို့ရှိရင်ဘယ်ချိန်မှဆိုပွားလို့ရဆိုပါစို့မေတ္တာကလည်းပဲတကယ်ကတော့မေတ္တာစိတ်ဆိုတာမနောကံပေါ့စိတ်ကလောက်ရမယ်ဟာပေါ့စိတ်ကလောက်ပြီးတော့ခန္ဓာကိုယ်နဲ့ပြရတဲ့ကာယကံမေတ္တာမျိုးလည်းရှိတယ်ဝစီကံနဲ့ပြရမယ်နှုတ်ကံနဲ့ပြောရမယ်ဝစီကံမေတ္တာမျိုးလည်းရှိတယ်မနောကံမေတ္တာဆိုတာစိတ်ထဲကတ attva တွေချမ်းသာကြပါစို့ဝစီကံမေတ္တာဆိုတာတဦးနဲ့တဦးအကြံဉာဏ်ပေးတယ်ကောင်းတဲ့အကြံဉာဏ်ပေးတယ်ဒီလမ်းတော့မသွားနဲ့ဒီလမ်းမှာအန္တရာယ်ရှိတယ်ဒီနေရာတော့မနေသင့်ဘူးဒီလုပ်တော့မလုပ်သင့်ဘူးဒီလုပ်လို့ရင်ပိုကောင်းတယ်အကြံဉာဏ်ပေးတယ်ဒါဝစီကံမေတ္တာလို့ခေါ်မေတ္တာစိတ်ကြံကောင်းကြံကောင်းနေပေးတယ်ဝစီကံမေတ္တာကာယကမေတ္တာဆိုတာတောင်းရင်လာရင်ကနေစူးကလေးတွေတွေ့ဘေးဖယ်သွားတယ်မတိုက်မခိုက်မိကြပါစေကာယကမေတ္တာအိမ်မှာအလုပ်လုပ်ရင်လည်းပဲထို့တူပဲနော်အိမ်လူအိမ်သားတွေချမ်းသာဖို့အတွက်ကိုကဆောင်ရွက်လုပ်ကင်ပြီးတော့ပေးနေတယ်ဆိုဒါကာယကမေတ္တာဖြစ်တယ်
တော့ကာယကမေတ္တာဖြစ်တယ်ဝစီကမေတ္တာဖြစ်တယ်မနောကမေတ္တာဖြစ်တယ်ဟောမေတ္တာကံနေနဲ့နေပြီဆိုလို့ရှိရင်ခုနကကုသိုလ်နဲ့နေတာလေအကျိုးရှိတဲ့နေဒီကတော့ဘယ်လိုပြောဝေယဝိဇ္ဇလုံရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်စိတ်ဓာတ်ကိုဖြူစင်အောင်ထားပြီးတော့နေမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကဖြစ်ပွားစေတာအချိန်ဆိုတာရွေးเสียမလို့အခါဆိုတာလည်းရွေးเสียမလို့ဘယ်နေရာမှာပဲဖြစ်ဖြစ်မိမိစိတ်တွေကညစ်ပြီးတော့ဒီဒါကြောင့်မလို့ငါတဏ္ဍာမှာကုသိုလ်တွေပဲများများဖြစ်စေရမယ်မြင်မြင်တဲ့များမေတ္တာပွားနိုင်ရမယ်လို့နိတလို့ဆိုတဲ့ determination နောက်တစ်ခုကပရိနာမအမြဲတမ်းကိုယ်စိတ်လေးကကောင်းတဲ့ဘက်ကိုညွတ်နေအောင်လေ့ကျင့်ပေးရဆိုပါတော့ကောင်းတဲ့ဘက်ညွတ်နေအောင်ဆိုလို့ရှိရင်တယောက်တည်းမှာအေးအေးဆေးဆေးနေမိပြီဆိုလို့ရှိရင်ဘာတွေအတွေးများတယ်လဲကိုယ့်ကိုယ်ချက်ကပ်လုပ်ကြည့်နော် mental check ကတော့ကိုစစ်စစ်ကြည့်အဲ့တော့ကိုယ်စိတ်လေးကကောင်းတဲ့ဘက်ပဲညွတ်နေစေရမယ်မကောင်းတဲ့ဘက်အညွတ်များနေလို့ရှိရင်ကောင်းတဲ့ဘက်ကိုညွတ်စေရမယ်လို့ဆိုပြောစိတ်ကလေးကိုအမြဲတမ်းကောင်းတဲ့ဘက်ကိုဥလှည့်ပေးနေတာမေတ္တာပွားဖို့ဥလှည့်ပေးရမယ်ကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်တွေဖြစ်ပွားဖို့ဥလှည့်ပေးရမယ်ကုသိုလ်တရားရဖို့ဥလှည့်ပြီးတော့ပေးရမယ်ဒါလေ့ကျင့်ပေးလို့ရှိရင်ဖြစ်တာနောက်တစ်ခုကတော့နှလုံးသွင်းတရားနှလုံးသွင်းဆင်ခြင်မှုကအလုံးအရေးကြီးတယ်ဒါကြောင့်မို့ဘုရားမြတ်စွာကဒီနှလုံးသွင်းဆင်ခြင်တာကိုယောနိသောမနတိကာရ wise attention မှန်ကန်ကန်စဉ်းစားတာအသိဉာဏ်နဲ့စဉ်းစားတာလိမ္မာပဏ္ဏစွာစဉ်းစားတတ်တာဒါကိုယောနိသောမနတိကာရလို့ခေါ်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ယောနိသောမနတိကာရမထားနိုင်လို့ရှိရင်ကုသိုလ်ရကြမှာရကုသိုလ်လုပ်နေကြမှာကုသိုလ်မရတတ်ဘူးတဲ့ကုသနာမှာကုသိုလ်ဖြစ်အောင်မှာယောနိသောမနတိကာရရှိရမယ်ဒါကြောင့်မို့စာပေကျမ်းကမှာယေကေစိကုသလဓမ္မာသဗ္ဗေယောနိသောမနတိကာရဘုလောကကုသိုလ်မှန်တယ်မြတ်ယောနိသောမနတိကာရပေါ်မှာအခြေခံတယ်လို့ဒီလိုမြတ်စွာဘုရားဟောတယ်အဲ့တော့ယောနိသောမနတိကာရဆို wise attention ပဲဆိုပါစို့ဒေါသထွက်เสียကိစ္စလေးတစ်ခုလူတယောက်နဲ့ပတ်သက်ပြီးတော့ဒေါသထွက်เสียကိစ္စလေးတစ်ခုကိုယ်အနိပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးဒေါသထွက်เสียလေးကိစ္စတစ်ခုကြောင့်ကျန်ထန်စကားပြောမိတယ်ဆိုဆင်ခြင်ကြည့်လိုက်ဩကျန်ထန်ပြောတဲ့စကားငါပြောရင်လည်းမကြိုက်ဘူးငါလည်းကြိုက်မှာမဟုတ်ဘူးသူပြောလဲသူလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ချိုးသားသားပြောပြီးတော့သူ့ကိုဖြောင်းပြတာကကောင်းတယ်ဆိုဒါယောနိသောမနတိကာရလို့ခေါ်တယ်ကျန်ထန်ပြောလိုက်တဲ့စကားဒီတစ်ဖက်သားကိုနုညံ့မသွားစေပို့ပြီးတော့ကြမ်းတမ်းသွားစေပြောတဲ့ပုဂ္ဂိုလ်ကလည်းကြမ်းတမ်းတယ်နားထောင်ရတဲ့ပုဂ္ဂိုလ်ကလည်းစိတ်ထဲမှာကြမ်းတမ်းသွားအဲ့ဒီနှစ်ခုနှလုံးသွင်းဆင်ခြင်လိုက်လို့ရှိရင်ယောနိသောမနတိကာရနဲ့ဆင်ခြင်စဉ်းစားကြည့်လို့ရှိရင်ငါ့ကိုကြမ်းထန်ပြောရင်ငါကြိုက်သလားမကြိုက်ဘူးငါမကြိုက်လို့ရှိရင်သူလည်းမကြိုက်ဘူးအဲ့တော့ငါကြမ်းတဲ့စကားကိုပြောဘူးလူညံ့တဲ့စကားနဲ့ပြောမယ်အကျိုးရှိအောင်ပြောမယ်လို့ဟောတယ်လို့တစ်ဖက်ကနေတူးပြီးတော့ဆင်ញင်လိုက်လို့ရှိရင်ဒီလိုဆင်ញင်တာနှလုံးသွင်းတာကိုယောနိသောမနတိကာရလို့ခေါ်ဘယ်ရာပဲဖြစ်ဖြစ်တစ်ဖက်ကနေကြည့်ရင်ဒေါသထွက်เสียဖြစ်ပေမဲ့တစ်ဖက်ကကြည့်ရင်ကျေးဇူးတင်เสียမျိုးရှိတတ်တယ်အဲ့တော့ဒေါသဖြစ်မဲ့ဘက်ကနေမစဉ်းစားနဲ့ကျေးဇူးတင်เสียဘက်ကစဉ်းစားရဲတယ်အဲ့ဒီလိုစဉ်းစားရင်ဘာအကျိုးရှိရောလို့ဆိုရင်ကိုယ်တဏ္ဍာမှာအမုန်းတရားကင်းခြင်းအကျိုးရှိတယ်ပေါ့ယင်တဲ့နှလုံးထဲမှာအမုန်းကင်းပြီဆိုလို့ရှိရင်စိတ်မချမ်းသာပဲဘူးလားစိတ်ထဲမှာကြည်နူးရဟုတ်ကဲ့ယင်တဲ့နှလုံးထဲမှာအမုန်းကင်းလို့ရှိရင်စိတ်နှလုံးကကြည်လင်အေးမြတ်ဒါလက်တွေ့ရတဲ့အကျိုးတစ်ခုဘုရားမြတ်စွာဟောတဲ့တရားဓမ္မတွေဆိုတာလက်တွေ့ကျင့်သုံးလို့ရတဲ့တရားတွေဘဝနေနည်းတွေ way of life လို့ခေါ် the way of life ဘဝတစ်ခုကဘယ်ပုံပဲနည်းနေရမယ်ဆိုတာမြတ်စွာဘုရားဟောဒီတိုင်းကြောင့်မို့လို့ကုသိုလ်ဖြစ်ဖို့ရအတွက်ဟောဒီအချက်၄ချက်ဟာအရေးကြီးတယ်တဲ့စိတ်ကို
determination တန်ဋိဌာန်ချထားရမယ်ကုသိုလ်ပဲဖြစ်အောင်လုပ်မယ်လို့တန်ဋိဌာန်ချထားရမယ်အမြဲတမ်းကုသိုလ်ဘက်ကိုစိတ်ညွတ်ထားရမယ်လေ့ကျင့်ခံယူရမယ်ကုသိုလ်စိတ်ကိုအမြဲတမ်းလေ့ကျင့်ပေးရမယ်နောက်တစ်ခုကယောနိသောမနတိကာရဆိုတဲ့မှန်ကန်တဲ့နှလုံးသွင်း wise attention ရှိရမယ်အဲ့ဒါဆိုလို့ရှိရင်အကုသိုလ်တွေနည်းသွားပြီးတော့ကုသိုလ်တွေများလာကုသိုလ်တွေများလာခြင်းအပြင်ဘဝတစ်ခုအရာရာမှာအဆင်ပြေလာပြီးတော့ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတယ်နှစ်ဖက်အကျိုးရှိအောင်အလုပ်တစ်ခုလုပ်လို့ရှိရင်ပင်ပန်းလာတဲ့အခါအိုးငါကြီးပဲလုပ်တာသူတို့ကတော့အေးစိတ်သိနေတယ်စိတ်တိုးတယ်ဟောဒီလိုစဉ်းစားလိုက်လို့ရှိရင်ဩငါလုပ်ပေးတာငါတတ်နိုင်လို့ငါလုပ်ပေးငါလုပ်ပေးသည့်အတွက်ကြောင့်အများချမ်းသာသွားရင်စိတ်ကြည်နူးရဒီလိုတစ်ဖက်ကစဉ်းစားလိုက်လို့ရှိရင်ငါအများတွေလုပ်ပေးအဲ့ဒါလို့ဟိုဘက်ကစဉ်းစားဒီဘက်ကစဉ်းစားမှန်ကန်တဲ့ဘက်ကတွေးလိုက်လို့ရှိရင်ကုသိုလ်ဖြစ်เสียရှိမမှန်ကန်တဲ့ဘက်ကတွေးလိုက်လို့ရှိရင်အကုသိုလ်ဖြစ်သွားပြန်တယ်လူရတန်းတာတွေနဲ့ပတ်သက်လို့ရှိရင်လည်းဒီတိုင်းပဲလူရတန်းတာတွေအလူကပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာလို့ရှိရင်စိတ်ထဲကနှလုံးသွင်းတတ်ဖို့အရေးကြီးနော်စိတ်ထဲကနှလုံးသွင်းတတ်ဖို့အရေးကြီးတယ်စိတ်ထဲကနှလုံးမသွင်းတတ်ဘူးဆိုလို့ရှိရင်အကုသိုလ်ဆိုဖြစ်လာတယ်ဒါကြောင့်မို့လို့လူပြီးတန်းပြီဆိုလို့ရှိရင်လေမိမိအနေနဲ့လှူတာဆိုတာကိုယ့်အတွက်လှူတာမဟုတ်ဘူးထိုပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားလို့လှူတာထိုပုဂ္ဂိုလ်ရဲ့ဖောက်ပြန်မှုကြောင့်ကိုယ်စိတ်ထဲမှာတမျိုးဖြစ်တာမျိုးမဖြစ်စေရဘူးဒါကသူ့ဘာသူဖြစ်တာကိုယ်နဲ့မဆိုင်ဘူးကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာစိတ်ဟာဖြူစင်တန်ရှင်းရတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့ဆောင်းမုတ်ကလေးတစ်ခုလောက်တာစိတ်ဖြူစင်အောင်ထားကိုယ့်အတွက်စိတ်ဖြူစင်အောင်ထားစိတ်ဖြူစင်အောင်ထားဆိုတာအများပေါ်မှာကိုကဘယ်တော့မှမကောင်းတဲ့စိတ်နဲ့မလုပ်ဘူးကောင်းတဲ့စိတ်နဲ့ပဲကိုကြီးဆောင်ရမယ်စိတ်ဖြူစင်အောင်ထားလောဘတွေလဲအောင်လုပ်မယ်ဒေါသတွေလဲအောင်လုပ်မယ်မောဟဆိုတဲ့အမှန်မသိတဲ့သဘာဝတရားတွေလဲအောင်လုပ်မယ်စိတ်ကိုဖြူစင်အောင်ထားမယ်ကိလေသာအညစ်အကြေးတွေအပူပန်တွေကင်းအောင်နေမယ်စိတ်ဖြူစင်အောင်ထားအများကောင်းမှုကြိုးစားအင်္ဂလိပ်လိုကြတော့ keep your mind pure be good to others keep your mind pure ကိုယ့်ရဲ့စိတ်လေးကိုဖြူစင်အောင်ထားပါစိတ်မညစ်ညူးစေပါနဲ့ကုသိုလ်တရားနဲ့ရှင်တွဲနေတဲ့စိတ်ဟာဘယ်တော့မှညင်နွမ်းတဲ့စိတ်မဟုတ်ဘူးအကုသိုလ်နဲ့တွဲလာတဲ့စိတ်ဟာညင်နွမ်းတဲ့စိတ်ပဲလောဘနဲ့တွဲဒေါသနဲ့တွဲမောဟနဲ့တွဲမာနတွေနဲ့ပဲတွဲအိတ်တမစ္စရိယတွေနဲ့ပဲတွဲငါဆိုတဲ့မာနတွေနဲ့တွဲစိတ်မညစ်ညူးတယ်လို့ခေါ်တယ်နော်အဲ့ဒီလိုညစ်ညူးစေတတ်တဲ့သဘာဝတွေနဲ့မတွဲပဲနဲ့စိတ်ကိုဖြူစင်အောင်ထား be good to others သူများကကိုယ်ကိုကောင်းချင်မှကောင်းမယ်ဒါကိုကကောင်းရမယ်ဒီလိုဆိုတော့ဘုရားလောင်းနေသူ့ပေါ်ဘလောက်မကောင်းသူကောင်းအောင်လုပ်တယ်နော်သူကအခုဒီမြန်မာစကားရှိတယ်လို့ပေါ့ဘသူတရားပြက်ကိုမပြက်စေနဲ့လို့ထင်လို့ရှိတယ်အဓိကကိုမပြက်ဖို့အရေးကြီးဘုရားလောင်းရဲ့စိတ်ဓာတ်ကိုကြည့်အားလုံးကြားဖို့ကြပါလိမ့်မယ်50ဆက်ထဲမှာလေပုံနာကြီးတယောက်ဟာမတော်တဆခြိုက်ကြီးထဲမှာချော်ကျသွားလို့ဘယ်လိုမှမတက်နိုင်တော့ဒုက္ခရောက်ပြီးသိဆုံးရမယ့်အနေအထားမျိုးအမတန်အားကြီးတဲ့မြောက်ကြီးတစ်ကောင်ကထိုပုံနာကြီးရဲ့အဖြစ်ကိုသနာပြီးတော့အဲ့ဒီပုံနာကြီးကိုကြောက်ထဲကနေသူကိုယ်တိုင်ကြောပို့ပြီးတော့အပေါ်ရောက်အောင်တင်ခဲ့တဲ့ဇာလန်းဘယ်လောက်ထိအောင်သူပင်ပန်းသွားတယ်လဲဆိုလို့ရှိရင်ယောက်ကြီးကအပေါ်ရောက်သွားတာနဲ့ဟောဟဲဆိုင်ပြီးတော့ပုံနာကြီးကိုအပေါ်တင်သစ်ပင်ရိပ်မှထားပြီးပုံနာကြီးရဲ့ပေါင်းပေါ်မှာသူဘောလုံးအကြီးတော့လှဲ့အိပ်ပြီးအိပ်ပျော်သွားတဲ့အနေအထားမျိုးကိုရောက်သွားတယ်ပုံနာကြီးရဲ့ဒုက္ခကိုသူကယ်တင်လိုက်အဲ့ဒီအချိန်မှာပုံ
ပုံနာကြီးရဲ့စိတ်ထဲမှာဘာဝင်လာတော့ဆိုလို့ဒီလူကကောင်းတဲ့စိတ်မဝင်ဘူးမကောင်းတဲ့စိတ်မဖြူစင်ဘူးဆိုတော့အဲ့ဒါမျိုးပြောတာတော့စိတ်မဖြူစင်တော့ तू ကဘလို့တွေးတော့ဆိုရင်အေးငါအိမ်ပြန်သွားလို့ရှိရင်လက်ချီပဲဘာမှမပါဒီမြောက်ကြီးကလည်းအခုအိပ်ပျော်နေပြီနာနာရှိတဲ့ကြောက်တုံးကြီးနဲ့ခေါင်းထူမြောက်သားကိုယူသွားမယ်ဆိုရင်အိမ်ကသားမယားတွေစားရမယ်လို့သွားတွေးတယ်သူမြောက်ကြီးရဲ့ခြေဆုကိုမတွေးဘူးမြောက်တက်ပြီးတော့မြောက်သားကိုယူသွားခြင်းသေးတယ်အဲ့ဒါမဖြူစင်တဲ့စိတ်လို့ခေါ်တာပေါ့နော်အဲ့ဒါနဲ့နာနာရှိတဲ့ကြောက်တုံးနဲ့ကောက်ပြီးတော့မြောက်ကြီးရဲ့ခေါင်းကိုထုလိုက်တယ်ကားလျော်ဆိုမြောက်ကလည်းခေါင်းကွဲသွားပြီမဲ့လို့မသေးဘူးလမ်းဖြန့်ပြီးတော့တစ်ပင်ပေါ်တက်ပြီသို့တော့မြောက်ကြီးရဲ့စိတ်ဓာတ်ကဘလောက်ကောင်းတော့ဆိုလို့ရှိရင်အေးငါကကဲပြီမဲ့လို့သူကငါ့ပေါ်မှာဒီလိုပြစ်မှားတယ်သို့တော့ငါကဲတင်ရေးကိစ္စမပြီးသေးဘူးသူကလမ်းပြောင်းနေပြီဘယ်နည်းနဲ့မှဒီတောထဲကထွက်နိုင်မှာမဟုတ်ဘူးအဲ့တော့ငါသူ့ကိုဆုံးသည့်ထီအောင်ကူညီမယ်လို့ဆိုပြီးတော့ဒါပေမဲ့လို့သူဟာငါ့ပေါ်မှာကောင်းကျိုးမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်သူနာတော့ငါနေလို့မဖြစ်ဘူးဆိုပြီးတော့ယောက်ကြီးကပြောတယ်ငါတလောက်ကဲတင်နေတောင်မင်းကငါ့ကိုဒီလိုထားတယ်ဒါပေမဲ့လို့မင်းကိုငါဆက်ပြီးတော့ကဲပါမယ်ဒါပေမဲ့လို့မင်းနာတော့ငါမကရဲတော့ဘူးငါကသစ်ပင်တပင်ကနေခုံပြီးတော့ပူးသွားမယ်ငါသွေးဆက်ကြတဲ့နောက်ကမင်းလိုက်ခဲလမ်းပြောင်းနေတာလမ်းပြလိုက်သေးတယ်နော်အဲ့ဒါ be good to others ကိုယ့်ပေါ်မကောင်းပေမဲ့ကောင်းတယ်ဆိုတာဘုရားလောင်းစိတ်ဓာတ်ပဲနော်အဲ့ဒီလိုစိတ်ဓာတ်မျိုးဖြူစင်တဲ့စိတ်ဓာတ်လို့ခေါ်တယ်အဲ့ဒီလိုလမ်းပြပြီးတော့ပြင်တင်လိုက်ဒါဘဝတစ်ခုပဲဘဝတစ်ခုဒီလိုနေတာလေအေးကောင်းပြီအခုလိုဘဝမှာနေတဲ့အခါမှာထပ်ပြီးတော့ပြောရမယ်စီးပွားရေးမျက်စိလည်းရှိဖို့လိုတယ်ဓမ္မရေးရမျက်စိလည်းရှိရတယ်စီးပွားရေးရမျက်စိဖြင့်ဘဝမှာကြီးပွားတိုးတက်ဖို့စီးပွားရှာရလူဆိုတာစီးပွားမရှိရင်မဖြစ်ဘူးစီးပွားရှာရမယ်တရားတဲ့နေရာနဲ့စီးပွားရေးဓမ္မအတိရှိသည့်အတွက်ကြောင့်နော်ထိုစီးပွားရှာတဲ့ဤကိုထိန်းတာမကောင်းတဲ့နေနဲ့စီးပွားမရှာဘူးကောင်းတဲ့နေနဲ့စီးပွားရှာတယ်ကိုကျင့်တရားနဲ့စီးပွားရှာနည်းကိုထိန်းထားသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ရလာတဲ့စီးပွားသည်ဓမ္မလတ္ထတရားသဖြင့်ရတဲ့စီးပွားအဲ့ဒီတရားသဖြင့်ရတဲ့စီးပွားနဲ့ခုနကဓမ္မအသိဉာဏ်နဲ့နှစ်ခုပေါင်းပြီးတော့မိမိကိုယ်တိုင်လည်းချမ်းသာအောင်နေတယ်မိမိပတ်ဝန်းကျင်ကိုလည်းချမ်းသာအောင်ထားတယ်မိဘကိုလည်းလှုပ်ကြွေးတယ်ဆွေမျိုးသားချင်းတွေကိုလည်းထောက်ပံ့တယ်မိမိကိုယ်ွယ်တဲ့ဘာသာတရားကိုလည်းထောက်ပံ့တယ်ဆိုရင်အလုပ်တွေလုပ်တယ်ဒါအကောင်းဆုံးလုပ်တဲ့လုပ်နည်းကဘဝမှာနော်ဘုရားမြတ်စွာဘုရားဒီလိုလမ်းညွှန်ထားကဲကောင်းပြီနေ့စဉ်ဘဝတစ်ခုကျိုးရှိအခြေခံအားဖြင့်အကျိုးရှိအောင်နေတယ်ဆိုတာအကုသိုလ်မဖြစ်အောင်နေ့စဉ်ဘဝလူဖြစ်လာရင်စီးပွားရှာရမှာပဲမရှာလို့မရဘူးနော်စီးပွားရှာရမယ်လူရဲ့လုပ်ငန်းတာဝန်တွေကိုဆောင်ရွက်ရမယ်ဆောင်ရွက်တဲ့အခါမှာစိတ်ဖြူစင်အောင်ထားပြီးဆောင်ရွက်တာဟုတ်ဆိုငါလုပ်တဲ့အလုပ်တွေအများအတွက်အကျိုးဖြစ်ပါစေငါလုပ်တဲ့အလုပ်တွေအများအတွက်အကျိုးဖြစ်တဲ့အလုပ်ဖြစ်ရမယ်လို့ဒီလိုစဉ်းစားပြီးတော့လုပ်သွားမယ်ဆိုရင်ဘဝအတွက်အကျိုးရှိအောင်လေကဲပြီးတဲ့အကျိုးရှိအောင်အစစ်မြင့်မြင့်လူဆိုတာသူ့အစစ်နဲ့သူသွားရတာလေအဲ့တော့ဓမ္မအတိနဲ့နေဆိုလို့ရှိရင်ဒီတဲ့အကျိုးရှိတဲ့နေနည်းကားဆိုတာဘာနဲ့နေရလောကမှာနေကြပုံတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ပညာမဲ့တို့ရဲ့နေနည်းနဲ့ပညာရှိတို့ရဲ့နေနည်းကမတူဘူးပညာမဲ့တဲ့ပုဂ္ဂိုလ်ကတော့ဒီဘဝကောင်းစားရင်ပြီးရောဒီဘဝကောင်းစားပြီးရောဆိုပြီးတော့အကျိုးအကြောင်းအဆိုးကောင်းလည်းမစင်စားဘူးရရင်ရတယ်လို့ဒီပညာမဲ့တဲ့ပုဂ္ဂိုလ်ကြတော့ဘာကိုပဲအာယုံပြုလို့ဆိုရင်စားဖို့တောက်ဖို့ပျော်ဖို့ပါဖို့ကလွဲရင်ဒီပြင်ဘာမှမစင်စားဘဝတစ်ခုလေးအတွက်ကိုစဉ်းစားတယ်ပညာနဲ့နေတာကြတော့အသက်ရှင်တဲ့ထဲမှာ
အသက်မွေးတဲ့ထဲမှာပညာနဲ့အသက်မွေးတာပညာနဲ့အသက်ရှင်တာအကောင်းဆုံးအဲပညာနဲ့အသက်ရှင်တယ်ဆိုတာခုနလိုစဉ်းစားပြီးတော့အသက်ရှင်ဘယ်လိုနည်းနဲ့ငါနေ့တွေညတွေကုံသွားသလဲဆိုတာကိုယ့်ကိုယ်စစ်ဆေးပြီးတော့ကောင်းတဲ့နည်းနဲ့ကုံအောင်လေ့ကျင့်ပြီးတော့သွားတာကောင်းတဲ့နည်းနဲ့အသက်မွေးဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်တော်ခါကာလတုန်းကမြတ်စွာဘုရားရဲ့နောင်တော်ဝမ်းကွဲဖြစ်တဲ့မဟာနာမဆိုတာရှိသာသနာတော်မှာဒိဗ္ဗစက္ခုအရာဣတရေရတဲ့ရှင်နုရုဒ္ဓရဲ့အကိုအရင်မဟာနာမဆိုတာတာကိဝေမင်းသားရှိအဲ့ဒီတာကိဝေမင်းကသူ့ရဲ့ဓမ္မအဆင့်ကဘယ်ရောက်နေတော့ဆိုရင်နော်သူ့ရဲ့ဓမ္မအဆင့်ကတက္ကရာကအဆင့်ရောက်သောတာပန်ဖြစ်ပြီးလို့သောတာပန်ကနေပြီးတော့တဆင့်တက်သွားလို့တက္ကရာကအထိဖြစ်သွားတယ်အဲ့ဒါလို့တက္ကရာကအဆင့်ရောက်တဲ့အခါမှာမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်တို့ဘဝတစ်ခုရလာတဲ့အခါမှာလူတွေဟာတယောက်နဲ့တယောက်မတူကြဘူးနေတာထိုင်တာနီးမျိုးမျိုးနဲ့နေနီးထိုင်ပြီးမျိုးမျိုးနဲ့ဘဝမှာနေထိုင်ကြတယ်တဲ့အဲ့ဒီနေထိုင်တဲ့ထဲကတပည့်တော်တို့ဖို့ဘယ်လိုနေနည်းနဲ့နေပိုကောင်းမလဲသူမေးကောင်းကအလုံးမှတ်သားစရာကောင်းနော်ဘဝမှာဘယ်လိုနည်းနဲ့နေပိုကောင်းမလဲဘုရားလို့ဆိုတော့မြတ်စွာဘုရားကအဆင့်မြင့်တဲ့ဓမ္မအနေအားဖြင့်ဒီနေရာမှာဟောထားတာနော်အခြေခံအားဖြင့်တော့ခုနလိုနေရမှာတခြားသုတ်တန်တွေမှာမြတ်စွာဘုရားဟောထားတာအခြေခံအားဖြင့်ခုနလိုနေရဘဝအဲ့တော့ဒီနေရာမှာပြောရမယ်ဆိုလို့ရှိရင်လူလောကရောက်လာတဲ့လူတွေဟာလူဘဝရလာတဲ့ဆိုတဲ့ကုသိုလ်ကံကြောင့်ရတယ်သို့တော့လူဘဝကိုမြတ်စွာဘုရားကဘယ်လိုသုံးသပ်ပြတယ်လဲဆိုရင်လူတွေဟာအတိတ်ဘဝတော့ကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ကုသိုလ်အကျိုးပိတ်နဲ့ကြလို့လူဘဝရလာကြရလာတဲ့အတွက်ကြောင့်လူဘဝမှာဒုက္ခဒုက္ခဆိုတာနှစ်မျိုးခံစားနေကြဒုက္ခကောင်းကျိုးချမ်းသာတွေကုသိုလ်တွေကအကျိုးပေးတဲ့အခါကောင်းတယ်ကုသိုလ်ကံကအကျိုးမပေးတဲ့အခါဆင်းရဲကြတယ်ဟောအကောင်းတွေးလိုက်အဆိုးတွေးလိုက်နဲ့လူဘဝဟာဒုက္ခဒုက္ခလှုပ်လာတဲ့ကံတွေကလည်းအကောင်းနဲ့အဆိုးရောလှုပ်လာကြတာကဲအဆိုးကြီးလှုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘယ်သွားတော့ဆိုလို့ရှိရင်ငရဲပုံမှာတော့ငရဲရောက်နေတဲ့ပုဂ္ဂိုလ်တွေကြတော့ချမ်းသာဒုက္ခဆိုတာတစ်စက်မှမရှိတာချမ်းသာတယ်ဆိုတာလုံးဝမရှိကုသိုလ်ကောင်းမှုဖြစ်ဖို့အနေထားလုံးဝမရှိတဲ့အပေပုံဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေကအကုသိုလ်ကံတက်တက်နဲ့လှုပ်လာခဲ့တဲ့ပုဂ္ဂိုလ်တွေအကုသိုလ်ကံအကျိုးပေးလို့ငရဲပုံရောက်သွားတယ်လူပုံကြတော့ကုသိုလ်အကုသိုလ်နှစ်ခုရောလို့တယ်ဟုတ်ပြမပုံရောက်သွားတဲ့ပုဂ္ဂိုလ်တွေကြတော့ကုသိုလ်ကံအရှိန်တိတ်ကောင်းတဲ့အတွက်ကြောင့်ဒုက္ခပုံတက်တဲ့ချမ်းသာဒုက္ခအပြည့်ရှိတယ်လူဘုံမှာတော့ချမ်းသာဒုက္ခအပြည့်မရှိဘူးဒီဒါဖြင့်လူဘုံလူဘဝရောက်လာတဲ့အခါမှာလူတွေကိုကြည့်လိုက်တယောက်နဲ့တယောက်မွေးရပါအဆင့်တန်းကွာခြားနေတာလေးရှိနော်မွေးရပါအဆင့်တန်းကွာခြားတယ်ဆိုတော့တချို့ပုဂ္ဂိုလ်ကမွေးလာကြတဲ့ကိုယ်အင်္ဂါမစုံဘူးမွေးလာကြတဲ့ကိုယ်အင်္ဂါမစုံဘူးပြုရည်အစင်မလှဘူးအကြီးတန်းနဲ့အကြီးတန်းရောမကဘူးကိုယ်ရင်ကမစုံဘူးအသိဉာဏ်မရှိဘူးဟောအောက်တန်းကနေမွေးလာတဲ့ဟာရှိပြီးတော့ဆင်းရဲဒုက္ခတအားကြီးစားဖို့နေဖို့အမတန်မှခင်းတဲ့ဘဝလူဖြစ်ပေမဲ့တယောက်နဲ့တယောက်အခြေခံရင်းကိုမတူလာဘူးစားဖို့နေမပြေစုံဘူးဆင်းရဲတယ်ယောဂထူပြောတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကတခုတချို့ပုဂ္ဂိုလ်ကြတော့မွေးလာကြတဲ့ကထိုက်ထိုက်တန်တန်ချမ်းသာတဲ့အိမ်မှာမွေးတယ်ရုပ်ရည်အစဉ်ရူပကာယလည်းပြည့်စုံတယ်အသိဉာဏ်လည်းရှိတယ်လူဘဝမှာဒီလိုအနေထားအခြေခံကဖြစ်လာတာဒီပေါ်မှာတည်ပြီးတော့ကြိုးစားတာမကြိုးစားတာကနောက်တကဏ္ဍကြိုးစားလို့ရတဲ့စီးပွားဥစ္စာကနောက်တကဏ္ဍအဲ့တော့အခြေခံအခြေအနေကမတူဘဲနဲ့ဖြစ်လာ
မတူဘဲနဲ့ဖြစ်လာတဲ့အခါဆိုပါစို့နှိမ့်ချတဲ့အနေအထားမျိုးကိုရောက်လာပြီးတော့တချို့ပုဂ္ဂိုလ်တွေကနှိမ့်ချတဲ့အနေအထားကိုရောက်လာပြီးလှုပ်တဲ့အလုပ်တွေကလည်းပဲနှိမ့်ချတဲ့အလုပ်တွေဘာတွေတော့ do strike တွေလုပ်နော် do strike လုပ်ငန်းတွေလုပ်တယ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားအမှောင်ထဲကအမှောင်ထဲသွားမဲ့ပုဂ္ဂိုလ်မျိုးလို့ဒီလိုခေါ်သူနေတာလည်းအမှောင်ထဲမှာရောက်သူလုပ်နေတဲ့အလုပ်တွေကလည်းပဲအမှောင်ထဲရောက်ဖို့အလုပ်တွေကြီးပဲတဖြည်းဖြည်းမှောင်သွားမယ်လို့တချို့ပုဂ္ဂိုလ်ကြတော့ခဏလုံးပြည့်ပြည့်စုံစုံတဲ့ဘဝမှာအသိဉာဏ်လည်းရှိတယ်ရွေပကာယလည်းပြည့်စုံတယ်သို့တော်လည်းအဲ့ဒီပုဂ္ဂိုလ်ကဒုစရိုက်တွေလုပ်နေပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကအလင်းထဲကနေပြီးတော့အမှောင်ထဲနေတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဒါလည်းရှိတယ်နိတချို့ရုပ်ရည်ရူပကာယလည်းပြည့်စုံတယ်ဒီကောင်းပါရင်သာသမီလည်းဖြစ်တယ်ဖို့ဆိုနေတာမျိုးကြလို့ရှိရင်မကောင်းတဲ့ဒုစရိုက်တွေပဲဝါသနာပါပြီးလုပ်နေလို့ရှိရင်ဒါအမှောင်အလင်းထဲရောက်တဲ့တန်းနဲ့အမှောင်ထဲသွားနေတဲ့ပုဂ္ဂိုလ်ပဲဒီဘဝမှာဒီကောင်းပါရင်သာသမီဖြစ်ပြီးတော့ကိုယ်ရင်ကပြည့်ပြည့်စုံစုံနဲ့ရောက်လာပြီးတဲ့အခါမှာကောင်းတာတွေကြီးတွေလုပ်မယ်ဆိုလို့ရှိရင်အလင်းထဲမှာနေပြီးအလင်းသွားမဲ့ပုဂ္ဂိုလ်အဲ့တော့ကိုနေတာဟာအလင်းထဲနေပြီးတော့အလင်းထဲကိုသွားဖို့အလုပ်အလင်းထဲမှာပဲနေဖို့အရေးကြီးတယ်ပေါ့ဒါကတစ်ချက်ပေါ့ခုနမဟာနာမဘုရင်ကြီးကမြတ်စွာဘုရားကိုမိန့်တာအရှင်ဘုရားတဲ့တပည့်တော်တို့နေကြထိုင်ကြတာပြောင်းနဲ့ပြောင်းမတူဘူးဘုရားဘယ်နည်းနဲ့နေကောင်းမလဲလို့ဆိုတော့မြတ်စွာဘုရားကဒီမေကုန်းအလွန်ကောင်းတယ်နေနည်းကားကိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးအကြံပေးတယ်ဒါကအတော့အစင်းမြင့်နေနေနည်းကားတစ်ခုမြတ်စွာဘုရားအကြံပေးအဲ့တော့အခုလိုနေနည်းကားနဲ့နေနိုင်အောင်လူဆိုတာအကြီးချင်းကလိုအပ်သေးတယ်နော်အလုတ်တာဝန်တစ်ခုကိုလုပ်ပြီးဆိုရင်အကြီးချင်းကအရေးမကြီးဘူးလားတာဝန်တစ်ခုထမ်းဆောင်တော့မယ်ဆိုရင်ထိုတာဝန်နဲ့ထိုက်တန်တဲ့အရေးချင်းရှိဖို့လိုတယ်လေအခုလည်းပဲအစင်းမြင့်တဲ့နေနည်းကားနေတော့မယ်ဆိုရင်အဲ့ဒီအတွက်လိုအပ်တဲ့အရေးချင်းတွေကဘာလို့ဆိုမြတ်စွာဘုရားတတ္တာလို့ခေါ်တဲ့ကိုယ်အလုပ်ပေါ်မှာကိုယ်ယုံကြည်ချက်ရှိရဒါဟာအရေးကြီးတယ် confidence လို့ယုံကြည်ချက်ရှိရယုံကြည်ချက်မရှိရင်မအောင်မြင်ဘူးတဲ့ယုံကြည်ချက်ရှိမှအောင်မြင်တယ်လို့တခုပါဒါယုံကြည်ချက်ရှိရမယ်ဒါယုံကြည်ချက်မရှိသေးရင်ရှိအောင်လုပ်ရမယ်ရှိရင်ခိုင်မာလာအောင်လုပ်ရမယ်ယုံကြည်ချက်ဘယ်ရာမှသူ့အတူဖြစ်လာတာမဟုတ်ဘူးလေ့ကျင့်ယူရတာနော်အာဂစားသမားတယောက်တည်းကြည့်တယ်အာဂစားသမားတွေအရင်လေ့ကျင့်နေရမလေ့ကျင့်မရဘူးလေဟုတ်လားစစ်တပ်ထဲမှာအမှုထမ်းတာတို့ရဲထဲမှာအမှုထမ်းတာလေ့ကျင့်နေကြတာမြေရလေ့ကျင့်ကျမ်းမာရေးလူကျင်တဲ့ပုဂ္ဂိုလ်လေ့ကျင့်ကြောင်းတက်တဲ့ကလေးတွေရောလေ့ကျင့်နေရတာပဲဖတ်အဲ့တော့လေ့ကျင့်မှုဟာအည်သွေးရဖို့လုပ်တာဒါကြောင့်မို့လိုအပ်တဲ့အည်သွေးတစ်ခုရဖို့ရအတွက်လေ့ကျင့်ရမယ်နံပါတ်1လိုအပ်တဲ့အည်သွေးက confidence လို့ခေါ်တဲ့တတ်တာအဲ့ဒီ confidence နဲ့တတ်တာမရှိဘူးဆိုရင်သူ့လုပ်ငန်းမအောင်ဘူးတဲ့လုပ်ငန်းအောင်မြင်ဖို့အတွက် confidence ရှိတာဒါတစ်ခုနောက်တစ်ခုကယုံကြည်ချက်ရှိုံနဲ့မပြီးသေးဘူးကြိုးစားရမယ်လုံလဝိရိယရှိရမယ်တစ်ခုအဲ့တော့လုံလဝိရိယရှိမှအောင်မြင်တယ်လုံလဝိရိယမရှိရင်မအောင်မြင်ဘူးဆိုတာလောကမျက်မြင်အားဖြင့်လည်းထင်ရှားတယ်လေအရာရာမှာရှင်ပြိုင်မှုနဲ့ကြိုးစားနေကြမကြိုးစားမရဘူးဒါကတော့သိချာနော်ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်အထိတ်တန်းရအောင်ဒါကြောင့်မို့လုံလဝိရိယရှိရမယ်တဲ့လုံလဝိရိယရှိမှအောင်မြင်တယ်လုံလဝိရိယမရှိရင်မအောင်မြင်ဘူးတဲ့ဒီကိစ္စနောက်တစ်ခုဘာရှိဖို့လို့လဲဆိုတော့တတိကြိုးစားတဲ့အခါမှာတတိရှိဖို့လိုသေးတယ်အရန်ကြိုးစားလို့တော့မရဘူးနော်တတိရှိကြိုးစားဖို့ဒါကြောင့်မို့တတိဆိုတာ mindful ပေါ့ကိုလုံးရမယ့်အလုပ်တစ်ခုပေါ်မှာ mindful ဖြစ်နေရရဲ့ဒီနေ့လုပ်တဲ့လက်ဖြင့်ကလုပ်ချင်မှလုပ်မယ်ဆိုရင်မရဘူးဇွဲရှိရမယ် mindful ရှိနေရမယ်ကိုလုံးတဲ့ဒါကြောင့်တတိဆိုတာလည်းလိုအပ်တယ်နောက်တစ်ခုကဘာလိုအပ်တော့ဆိုရင်တမာတိဆိုတာစိတ်တည်ငြိမ်တာ
လူတယောက်ဟာစိတ်မငြိမ်ဘူးခဏမငြိမ်ဘူးဆိုရင်ဒီပုဂ္ဂိုလ်အောင်မြင်မှုမရနိုင်ဘူးစိတ်တည်ငြိမ်မှုအမှန်တမ်းအရေးကြီးတယ်တရားထုတ်မှတမာရီရှိရတာမဟုတ်ဘူးဘယ်နေရာမှာဆိုတမာရီရှိရတယ်စိတ်တည်ငြိမ်မှုမရလို့ရှိရင်မအောင်မြင်နိုင်ဘူးကိစ္စတွေဒါကြောင့်မို့လို့အာယုတစ်ခုတည်းပေါ်မှာစိတ်ကတည်ငြိမ်နေတာမျိုးစိတ်လွင့်နေတာမျိုးမဖြစ်စေရဘူးစိတ်တည်ငြိမ်မှုဆိုတဲ့တမာရီဟာစွမ်းအားတစ်ခုပဲတမာရီမရှိရင်မအောင်နိုင်ဘူးတမာရီရှိမှအောင်တယ်နောက်ဆုံးလိုအပ်ချက်တစ်ခုကဘာလို့ဆိုပညာဒါတော့သိအရေးကြီးပညာဆိုတာလုံးသင်တာလားမလုံးသင်ဘူးလားဟောဒီနှစ်ခုကိုခွဲခြားပြီးတော့သိရကိုလုံးနေတဲ့အလုပ်ပေါ်မှာအများအားစားစစ်ပြီးတော့သိနေရပြောတဲ့နာလားမပြောတဲ့ဘူးလားစိတ်ကူးတဲ့လားစိတ်မကူးတဲ့ဘူးလားလုံးသိမလုံးသိဆိုတာကိုခွဲခြားမှမသိဘူးဆိုရင်ဘာတွေဖြစ်တော့ဆိုရင်မလုံးသိတာကိုလုံးပြီးတယ်အကျိုးပြက်ပြားသွားလုံးသိတာကိုမလုံးခဲနေတယ်အကျိုးပြက်ပြားလောကမှာလုံးသိတာနဲ့မလုံးသိတာရှိတယ်လူတွေကအပြစ်တင်ကြတယ်မလုံးသိတာလုံးလို့ဒီကောင်ဒုက္ခရောက်တယ်လို့ပြောတော့လုံးသိတာမလုံးရင်လည်းဒုက္ခရောက်တတ်တယ်နော်လုံးသိတာကိုလုံးရအဲ့တော့လုံးသိတာကိုလုံးရမယ်မလုံးသိတာကိုရှောင်ရမယ်အဲ့ဒါမှအကျိုးစီးပွားတစ်ခုရနိုင်တယ်ပညာကတော့အဆင့်ဆင့်တစ်ခုပြီးတစ်ခုမြင့်သွားတယ်ပညာမျိုးရှိဖို့လို့တယ်ပေါင်းလိုက်တော့ဒီအည်သွေး9ရက်မိမိရဲ့စိတ်ဓာတ်ထဲမှာဒီအည်သွေး9ရက်နဲ့ခိုင်မာအောင်တည်ဆောက်ပြီးတဲ့အခါကျတော့ဘယ်လိုနေမလဲဘာနဲ့နေမလဲဘာနဲ့ခုနကတရားကောင်းစဉ်ပေးခဲ့တယ်ဓမ္မအသိနဲ့နေမယ်ကဲဓမ္မအသိဆုံးအမှန်တန်ကျေပြတ်နေတယ်ဘုရားမြတ်စွာနေစရာအာယုန်လေးတွေကိုပေးထားနေစရာအာယုန်ကလည်းပဲအမှန်တန်လွယ်ပါတယ်ဘုရားကိုကြည်ညိုကြတဲ့ဥပဒကဥပဒိကမတွေဆိုလို့ရှိရင်ဘုရားမြတ်စွာရဲ့ဂုဏ်အည်သွေးတွေကိုအလုံးသိနေကြတယ်အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုန်ပြုပြီးတော့ဒီလိုနေလို့ရမြတ်စွာဘုရားပဲဟိုအရဟံသမ္မာသမ္ဗုဒ္ဓဝိသနာသမ္မာတော်တစ်ခုစီတစ်ခုစီဘုရားရဲ့ဂုဏ်ပေါ်တဲ့ပေါ်လာအောင်အသိဉာဏ်နဲ့စဉ်းစားလို့ပို့ပြီးတော့နားလည်အောင်လေ့လာဖတ်ရှုပြီးမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုနှလုံးသွင်းစဉ်းပြီးတော့နေတယ်။နေဆုံးဒီရုပ်တုတော်ကြီးကစရုပ်ပုံကနေစပြီးတော့ဝင်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တည်ငြိမ်တဲ့ဒီစွမ်းအားတွေသီလဂုဏ်တွေတမာရီဂုဏ်တွေပညာဂုဏ်တွေဒါတွေကိုအာယုပြုနိုင်အောင်လုပ်ရအောင်နော်အဲ့တော့ဘုန်းကြီးတို့ဒီဂျာမနီကိုနှစ်ဆင်သွားပြီးတော့အဘိဓမ္မာသင်တန်းပို့ချအဲဂျာမန်မျိုးသမီးကြီးတယောက်ကရှောက်ပို့သူကဘုရားဘာသာမဟုတ်ပါဘူးဘုရားဘာသာမိသားစုကမဟုတ်ဘူးခုတော့ဘုရားဘာသာစစ်စစ်ဖြစ်သူကဘာပြောလို့ဆိုရင်ဘုရားရဲ့ရုပ်ပွားတော်ကိုဖူးလိုက်ရတဲ့ဆိုရင်စိတ်ထဲမှာတိတ်ချီနူးတယ်တည်ငြိမ်တဲ့မျက်နှာတော်နဲ့ထိုင်နေတာကိုကြည့်ရတယ်အလုံးကိုစိတ်ထဲမှာကြည်နူးရတယ်လို့ဘုန်းကြီးကိုပြောဦးတယ်နောက်ဂျာမန်အမျိုးသမီးကြီးတယောက်ကဗမာပြည်ကရုပ်ပွားအဲ့ဒီဗမာပြည်ကရုပ်ပွားတော်လေးဆင်းတုတော်လေးသူတခြားနိုင်ငံတနိုင်ငံကဝယ်တွေးလို့ဝယ်ထားတယ်နဲ့သူပါရုပ်ပွားကတော့ဗမာပြည်ကရုပ်ပွားပဲအဲ့ဒီရုပ်ပွားဆင်းတုတော်လေးကိုသူသွားရအရက်ပင့်သွားတယ်တစ်တန်နဲ့ထည့်သွားရအရက်ပင့်သူနေတဲ့နေရာမှာအဲ့ဒီရုပ်ပွားဆင်းတုတော်လေးတင်ထားပြီးတော့ဒီရုပ်ပွားဆင်းတုတော်လေးကိုအာယုံပြုပြီးတော့သူနေဒါလေးရုပ်ပွားတော်လေးကိုဖူးနေရရင်သူ့စိတ်ထဲမှာချီးနှူးနေပုံတော်ကနေပြီးတော့နောက်ဂုံတော်ထိအောင်ရောက်ပုံတော်ပဲဖူးဖူးဂုံတော်ပဲဖူးဖူးပုံတော်ဆိုတာပကားဝါထဲမှာပါတာပေါ့နော်အေးအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုံကိုအာယုံပြုပြီးတော့နေလိုက်တဲ့အခါမှာဘုရားကိုအာယုံပြုနေတဲ့အချိန်မှာတရားချစ်ခင်သူတော်စင်ပြိတ္တတို့စဉ်းစားကြည့်အဲ့ဒီအချိန်မှာလောဘစိတ်ကြီးဖြစ်သလားဖြစ်ဒေါသဆိုတဲ့အမုန်းတရားတွေဝင်လာသလားဘုရားကုံနဲ့ပတ်သက်ပြီးတော့တွေ့ဝေးနေတာမျိုးရှိသလားမရှိဘူးဆိုတော့
လောဘလည်းဖြစ်မလာဘူးဒေါသလည်းဖြစ်မလာဘူးမောဟလည်းဖြစ်မလာဘူးဆိုတော့အကုသိုလ်တွေအဲ့ဒီချိန်မှာတည်ငါအဖြစ်ငြိမ့်နေတယ်လို့ပြောတာနော်ငြိမ့်နေဒီအကုသိုလ်ဆိုတဲ့ဒီသဘာဝတရားတွေဟာငြိမ့်နေလို့ငြိမ့်သွားလို့ရှိရင်ကဆက်ငြိမ့်သွားခဏခဏဖြစ်နေရင်လှုပ်ရှားပြီးထားကြွတယ်သူယောဂများလို့ကငြိမ့်နေတယ်မလှုပ်ရှား non active လို့ရှိရင်မလှုပ်တော့မလှုပ်ရင်အနေမရှိဘူးဒီအကုသိုလ်တွေကလည်းပဲထို့တူပဲလောဘကရှိနေပေမဲ့လို့ခုနကငြိမ်သွားလို့ရှိရင်သူ့ရဲ့လှုပ်ရှားမှုမလာမလာရင်မနောကလည်းမဖြစ်ဘူးဝစီကံလည်းမဖြစ်ဘူးကာယကံလည်းမဖြစ်ဘူးဝစီကံကာယကံဒါတွေမမြောက်ဘူးဆိုလို့ရှိရင်သူ့ရဲ့ action လာတော့ဒါကိုပြောတယ်စာပေကျမ်းကမှာပါဠိလိုလောဘပရိယုဋ္ဌာဏစိတ်တဏ္ဍဟောတိစိတ်ထဲမှာလောဘဖြစ်မလာဘူးတဲ့ဘုရားကုံအာပြုဒေါသဖြစ်မလာဘူးမောဟဖြစ်မလာဘူးဘုရားကုံထဲမှာပဲစိတ်ကတဖြောင်းနဲ့ကြည်နူးနေတယ်ကြည်နူးနေတဲ့ကဘာဖြစ်တုံးဆိုစိတ်ထဲမှာဝမ်းသာဘုရားကိုအာယုပြုနေအလုံးခံစားမှုပါနိုင်မယ်ဘုရားကိုအာယုပြုပြီးနေလိုက်တဲ့အချိန်မှာဝမ်းသာမှုတွေဖြစ်လာကြည်နူးမှုတွေဖြစ်လာတယ်ဝမ်းသာမှုဖြစ်လာလို့အလုံးလောက်ဖြစ်လာတဲ့အခါမှာပီတိဆိုတဲ့နှစ်ချိုင်မှုတွေဖြစ်လာတယ်ဒါကိုယ်တဏ္ဍာမှာဖြစ်မဖြစ်စဉ်းစားကြည့်မဖြစ်သေးရင်ဖြစ်အောင်ပီတိဆိုတာလေးဖြစ်လာအဲ့ဒီပီတိဆိုတာလေးဖြစ်လာလို့ဆိုရင်ကိုယ်လည်းငြိမ်းချမ်းလာတယ်စိတ်ကလည်းငြိမ်းချမ်းလာဒါတွေကတောင်းဆိုနေရတဲ့အရာတွေမဟုတ်ဘူးတဲ့ဒီ process ကဒီတစ်ခုလာရင်ဒီတစ်ခုလာကိုလာမှာသိချင်ဆိုတော့တရားစစ်မိကြောင်းလေးကိုဖွင့်လိုက်လို့ရှိရင်အလင်းကိုတာဖို့တမင်တကာခေါ်ရသေးလားအမောင်ကိုပယ်ဖြောက်ဖို့တမင်တကာလုပ်ဖို့လိုသေးလားမလိုဘူးအလင်းလာတာနဲ့အမောင်ပြောက်တာဒါသူ့ဘာသူစွမ်းဆောင်သွားတဲ့ဟာပဲနော်အေးဒါကြောင့်မလို့မြတ်စွာဘုရားကိုအာယုံပြုပြီးစိတ်လေးကြည်နူးလာတဲ့အခါမှာပါမောဇ္ဇဆိုတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်လာတယ်ပါမောဇ္ဇဆိုတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်လာတာနဲ့တပြိုင်နက်ရင်ထဲမှာပီတိဖြစ်လာရင်ထဲမှာပီတိဖြစ်လာလို့ရှိရင်ကိုယ်လေးကငြိမ်းချမ်းသွားတယ်စိတ်ထဲမှာလည်းငြိမ်းသွားကာယပတ္တတိစိတ်တပတ္တတိကိုငြိမ်းချမ်းတယ်စိတ်ငြိမ်းချမ်းကိုငြိမ်းချမ်းစိတ်ငြိမ်းချမ်းတော့ဘာဖြစ်လာတော့ဆိုဒုက္ခချမ်းသာတော့စိတ်ထဲမှာချမ်းသာတော့ဘာဖြစ်တယ်စိတ်ကလေးငြိမ်သွားတယ်ဒါအခုလက်တွေ့ချက်ချင်းရနိုင်တဲ့အကျိုးလေးနေ့စဉ်ဘဝမှာအဲ့လိုနေမယ်ဆိုလို့ရှိရင်စိတ်ကလေးတည်ငြိမ်မှုလေးရဖို့ဟာဒါဖြစ်စီတခါတည်းကျတော့တစိုးလိုမျိုးသောအကြောင်းကြောင့်လူတွေမှာစိတ်မတည်ငြိမ်ဘူးလေတောကဖြစ်เสียရည်ကြုံတယ်နော်ဒေါသဖြစ်เสียရည်ကြုံတယ်အမျိုးမျိုးပြဿနာကြုံလာတဲ့အခါမှာစိတ်ကြီးမတည်ငြိမ်ဘူးအဲ့မတည်ငြိမ်လို့ရှိရင်အခုလိုဘုရားကုံကိုအာယုပြုပြီးတော့နေလိုက်မယ်ဆိုရင်စိတ်လေးကတည်ငြိမ်ငြိမ်ချမ်းသွားဒီနည်းကိုမသိတဲ့ပုဂ္ဂိုလ်တွေကြတော့တခြားနည်းနဲ့တည်ငြိမ်အောင်လုပ်ကြတယ်အိတ်ဆေးတွေတောက်တယ်တို့ဝီဆေးတွေလုပ်တယ်တို့ဆိုဟောဒီကနေပြီးတစ်ဆင့်ဆက်ပွားလာတဲ့အကျိုးဆက်တွေကအများကြီးမကောင်းတဲ့အကျိုးတွေဆက်ခံရမှာတရားဓမ္မမှာ side effect မရှိဘူးဟာလားဘေးထွက်ဆိုးကျိုးဆိုတာမရှိဒီတည်ငြိမ်မှုကဘေးထွက်ဆိုးကျိုးမရှိဘူးတခြားစိတ်ငြိမ်စေးတွေတို့ drug တွေတို့အဲ့ဒါတွေကတော့ဘေးထွက်ဆိုးကျိုးတွေအများကြီးလာအဲ့ဒီနည်းနဲ့စိတ်တည်ငြိမ်အောင်ကြိုးစားရင်တော့ဒုက္ခရောက်တယ်နော်ဟောတရားဓမ္မနဲ့တည်ငြိမ်အောင်ကြိုးစားလိုက်ပါဆိုရင်အဲ့ဒီဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ထာဝရငြိမ်းချမ်းတဲ့ငြိမ်းချမ်းမှုကိုရတယ်ဒါမြတ်စွာဘုရားကမဟာနာမကိုကြံပေးတာမင်းခုနကအည်သွေး၅ခုနဲ့ပြည့်စုံအောင်လုပ်ပြီးလို့ရှိရင်ဘုရားကိုအာရုံပြုလိုက်တဲ့အချိန်မှာမင်းစိတ်ကဝမ်းမြောက်ဝမ်းသာတွေဖြစ်လာလိမ့်မယ်လောဘတွေဒေါသတွေမောဟတွေငြိမ်သွားလိမ့်မယ်ငြိမ်သွားတဲ့အခါမှာဝမ်းမြောက်ဝမ်းသာတွေဖြစ်လာလိမ့်မယ်ပူတယ်ဆိုတာလောဘကြောင့်ဖြစ်လာလေဒေါသဖြစ်လာရင်ငြိမ်ပါမလားငြိမ်မှုလေကိုယ့်ဘာကိုယ်ဒေါသဖြစ်လာတဲ့ဆိုရင်မငြိမ်တာထင်ရှားတယ်လောဘဖြစ်ရင်လည်းကိုယ်ဟာလိုချင်ဒါလိုချင်ထလာရင်မငြိမ်မှုသူကလည်းလှုပ်ရှားတာပဲမောဟဆိုတာကျတော့ကိုလိုထင်ဒီလိုထင်အမှန်မမြင်တာဒါလည်းသူကလည်းငြိမ်တာမဟုတ်ဘူးအဲ့တော့မငြိမ်တဲ့သဘာဝတရားတွေဟာဘုရားရဲ့အာယုံပြုရာကနေစိတ်ကလေးငြိမ်ကြသွားသမာဓိရတယ်ကဲ
နောက်တနည်းရှိသေးလားဆိုမြတ်စွာဘုရားဆက်ဟောတယ်နောက်တနည်းကဘုရားကုံကိုအာယုံမပြုဘူးဆိုလို့ရှိရင်ဓမ္မကုံကိုအာယုံပြုကြည့်လိုက်သွားခါတော့ဘဂဝတာတံတရားဟောထားတဲ့တရားတွေမှန်ကန်တယ်တန်တိဋ္ဌိကိုကိုယ်တိုင်ကြည့်လို့ရတယ်ကိုယ်တိုင်မြင်နိုင်တယ်အာကာလိကောခုချင်းအခုချမ်းသာတယ်အခုစိတ်ထဲရောက်အခုချမ်းသာချိန်ဆိုင်တယ်မလို့မဲ့ကုသိုလ်တို့ဆိုရင်အခုမဲ့ကြရင်ဖိုးကချိန်ဆိုင်တယ်မလို့ချက်ချင်းအကျိုးရတယ်အေဟိပတိကောတကယ်အစစ်မှန်ဖြစ်လို့ဘယ်သူကိုပဲဖြစ်ဖြစ်ဖိတ်ခေါ်ပြီးတော့ပြလိုက်တယ်ဩပတ္တိကောတခဏလေးပဲဖြစ်ဖြစ်စိတ်ထဲမှာနှလုံးသွင်းလိုက်လို့ရှိရင်ရင်ထဲမှာငြိမ်းသွားတယ်ပစ္စဒံဝိရိတဘောဝိညုကိုကျင့်တာကိုပဲသိလို့ရတယ်ကိုယ်တိုင်ခံစားလို့ရတယ်တရားကုံတော်တွေကကိုကျင့်တတ်တဲ့အရာလေးတစ်ခုကိုနှလုံးသွင်းပြီးတော့ဩတရားရဲ့သဘာဝတွေအလွန်ကြည်နူးစရာကောင်းတာပါလားလို့အာယုပြုနေမယ်ဆိုရင်ခုနကပြောတယ်လောဘဖြစ်အောင်မလားမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်အားလုံးငြိမ်ကြပါငြိမ်သွားတာကိုအကြောင်းပြုပြီးတော့ဝမ်းသာမှုဖြစ်လာတယ်ဝမ်းသာမှုဖြစ်ရင်ပီတိဖြစ်လာမယ်ပီတိလိုက်လာမယ်ပီတိလိုက်လာလို့ရှိရင်ကိုယ်စိတ်တွေငြိမ်ချမ်းလာမယ်ကိုယ်စိတ်တွေငြိမ်းချမ်းလာတဲ့အခါကျတော့ချမ်းသာလာမယ်အဲ့ဒီအချိန်မှာနာရကျင်နာကြိုက်တာခဲတာတွေလည်းအကုန်ပြောက်တင်းရှင်းတွေလည်းအကုန်ပြောက်ပြီးတော့စိတ်လေးကငြိမ်းချသွားတယ်တမာရိယသွားအဲ့ဒီမှာမြတ်စွာဘုရားကဘာပဲရှိတယ်ဆိုဝိသမပတ္တယကစားယသမပတ္တောဝိဟရတအေးမငြိမ်းချမ်းတဲ့တ attva တွေထဲမှာငါငြိမ်းချမ်းအောင်နေနိုင်တယ်ဟုတ်လားအလုံးကပူလောင်နေတဲ့ထဲမှာငါငြိမ်းချမ်းအောင်နေနိုင်တယ်အပြပိစ္ဆဗျာပိစ္ဆာယပရိပဇာယတ attva တွေအလုံးဒုက္ခရောက်နေတဲ့ထဲမှာငါချမ်းချမ်းသာသာနေနိုင်တယ်လို့ဒီလိုပြောလို့ရတယ်။ပစ္စရှိုံနဲ့ချမ်းသာတာမဟုတ်ဘူးလေ။တိုက်ကြီးနဲ့ကားကြီးနဲ့နေုံနဲ့ချမ်းသာတာမဟုတ်ဘူး။စိတ်ပူပန်းနေရရင်ချမ်းသာတာပဲဟုတ်မလဲ။ဒါကြောင့်မို့မြတ်စွာဘုရားနေနီးကဘယ်လိုတရားမလဲဆိုရင်လောကမှာအကျိုးရှိနေဖို့ဒီလိုနေနိုင်အောင်ကြိုးစားပါကဲတရားကုံကိုအာယုံမပြုဘူးဆိုရင်အရိယာတန်ခါလေးကိုအာယုံပြုလိုက်သုတ်ပတိပန်တော့မှန်ကန်တဲ့အချင်းချင်းရတယ်ဥစုပတိပန်တော့ဖြောင်းဖြောင်းမတ်မတ်ကျဲရတယ်ညာယပတိပန်တော့နိမလမှန်ကျဲရတယ်တာမိစီပတိပန်တော့မှန်မှန်ကန်ကန်ကျဲရတယ်အဲ့ဒီတိုင်မဂ္ဂင်ရှင်ပါအကျင့်တရားကိုကျင့်သည့်အတွက်ကြောင့်အာဟုနေရောဒုတိုက်တန်းတိုက်လာတယ်ပါဟုနေရောနော်လက်ဆောင်နေထိုက်တန်းလာတယ်ဒိုက်ခိနေရောအလှူဒန်းတွေကိုလက်ခံတိုက်လာတယ်ရည်စူးလူတဲ့လက်အလှူဒန်းတွေကိုလက်ခံတိုက်လာတယ်အနုတ္တရပုံညခိတံလောကတံလောကကြီးတစ်ခုလုံးရဲ့ကုသိုလ်စိုက်ပျိုးတဲ့မြေခွက်ကြီးဖြစ်လာတယ်လို့ဆိုအဲ့ထက်ကတန်ခါကုံကိုအာရုံပြုပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းခုနကအာယုံပြုတ်နေတဲ့အခိုက်မှာဆိုရင်လောဘဒေါသမောဟမလာဘူးမလာရင်စိတ်ငြိမ်းချမ်းပြီးတော့ခုနအကျိုးတွေအဆက်ဆက်စိတ်တည်ငြိမ်သွားအောင်ဒီကြည့်အောင်အစဉ်စဉ်ရောက်သွားမှာကဲအဲ့ဒါလို့မဟုတ်ရင်နောက်တစ်ခုပါတော့ဆိုရင်ကိုယ်တိလကိုယ်စင်ဒီစင်မှာလူ့ကြောင့်နေဆို၅ပါးတိလအဲ့တော့၅ပါးတိလဆိုတာတိတ်အရေးကြီးတယ်နော်၅ပါးတိလကဘယ်လောက်အရေးကြီးတော့ဆိုလို့ရှိရင်၅ပါးတိလကဝါရိတ္တတိလလို့ခေါ်တယ်တပါးမှရှောက်လို့မရငါးပါးသီလနဲ့ပြည့်စုံမှလူဘဝပြည့်စုံအကျိုးတရားအနေနဲ့ပြောတာနော်အဲ့ဒါလေးကိုနည်းနည်းစဉ်းကျင်စဉ်းစားကြည့်လူတယောက်ဟာငါးပါးသီလတွေကဉာဏ်နဲ့သီလ၄ပါးကိုပြည့်စုံအောင်ကျင့်ခဲ့တယ်အတိတ်ဘဝတုန်းကပါဏာတိပါဒမလုံခဲ့ဘူးဆိုလို့ရှိရင်ကောင်းတဲ့ဘဝချမ်းသာတဲ့ဘဝလူဘဝရလာပြီမဲ့လို့ယောဂများတဲ့အသက်တိုတွေကဲဘယ်သူအသက်တိုခြင်းမလို့ဘယ်သူယောဂများခြင်းမလို့နော်အဲ့တော့ငါးပါးသီလတွေကပါဏာတိပါဒမလုံခဲ့လို့ရှိရင်ဖြစ်လာတဲ့ဘဝမှာယောဂများမယ်အသက်တိုတယ်ဒါအကျိုးအပေါ်ဆုံးအပြစ်အဲ့ဒါအပေါ်ဆုံးနေရကြတာမကြတာအတာထနော်ငါးပါးသီလရဲ့အပေါ်ဆုံးအကျိုးလေးအကြည့်ကြည့်အောင်ခံကဲကြံတဲ့သီလ၄ပါးလုံတယ်အရိဏဒါနမလုံဘူးရလာတဲ့ပစ္စည်းဥစ္စာတွေကရတော့ရပါရင်ခဏခဏပြက်တယ်မိလောင်တဲ့ထဲပါသွားတယ်ရေးတိုက်တဲ့ထဲပါသွားတယ်ကိုယ့်ပစ္စည်းအမြဲတမ်းအကိုခိုးခံရတယ်ပျက်စီးခံရတယ်အမျိုးစုံပဲဖြစ်တယ်ကျန်တာတွေလုံတဲ့
အသက်လည်းရှိတယ်ဂုံတည်လည်းရှိတယ်သို့တော့ပစ္စည်းခဏခဏပြတ်တယ်ဟောအဒိဏဒါနမလုပ်ဘူးဒါလည်းကောင်းလားမကောင်းဘူးနော်နောက်တစ်ခုကာမေတုမိစ္ဆာစာရမလုံဘူးဆိုလို့ရှိရင်လူမုံများတယ်အ ਨੇ ဆုံးအပြစ်ကလူမုံများသူဘယ်သူမှမတည့်ဘူးမတည့်တာကသူမဟုတ်တာလို့မတည့်တာမဟုတ်သူမျက်နှာကြည့်တာနဲ့ဒီကောင်းမတည့်ချင်လောကမှာ6တိုက်အမုန်းခံရတဲ့ပုဂ္ဂိုလ်တွေရှိဒီဘဝအနေနဲ့ပြောရင်6တိုက်မုန်းတာပေါ့သို့တော့သူလောက်ခဲ့တယ်ဟိုရင်တော့ကြားဖို့ကလည်းဇလန်းနေတဲ့တောင်မှပဲအဲ့ဒါကြာကူရီအလုတ်လုံးတဲ့ပုဂ္ဂိုလ်ဟာပြင်မာတောင်တော့မထွက်ရဲဘူးကြောက်အောင်နော်ဇက်ခုံထဲမှာကလို့ရှိရင်ခဲနဲ့တောင်ပေါက်ခံရတာလေဆိုအဲ့တော့လူမုံများတယ်နောက်ပြီးတော့ဘာဖြစ်နိုင်တော့ဆိုရင်ကြားမဟုတ်မမဟုတ်ဟောတယ်လို့ဂေးတို့ဘာတို့အမျိုးတွေဖြစ်တတ်တယ်lesbian တို့ဂေးတို့ဖြစ်တတ်တယ်ဒါအပေါ်ဆုံးအပြစ်လို့ပြောတယ်နော်ကျန်တာတွေဘယ်တော့ကောင်းကောင်းဒီဟာမပြည့်စုံရင်ဟောလူလောကမှာပြည့်စုံပါအောင်မလားမပြည့်စုံဘူးမိဘကလည်းချမ်းသာတယ်ပစ္စည်းဥစ္စာတွေလည်းအသက်လည်းရှိတယ်ဒါပေမဲ့လူကအဲ့ဒီပုံစံမျိုးဖြစ်နေတယ်ဆိုရင်ဟောဒီပြည့်ရကြတယ်မနဲ့တော့ကဲနောက်တစ်ခုကဒီပြည့်ရတွေတော့လုံးပါတယ်ဘုဒ္ဓဝါဒမလုံးဘူးဆိုလို့ရှိရင်သူစကားဘယ်သူမှမယုံကြသူစကားဘယ်သူမှမယုံကြဘယ်နေရာမှသူဩဇာမရှိဘူးလူလောကရောက်လာတဲ့ကဲနောက်တစ်ခုကကျန်တဲ့အကုန်လုံးလည်းသူရမေရမယုံမလုံဘူးဆိုလို့ရှိရင်ဖြစ်လာတဲ့ဘဝမှာယူတူတူနှံ့တန်တန်ဖြစ်ကြောင်းတောင်းတောင်းဖြစ်တယ်နော်ကြက်မပြည့်ဘူးပြောကြတဲ့လူတွေရှိဘူးလားရှိတယ်လူတော့လူဖြစ်လာတယ်အေးပစ္စည်းဥစ္စာချမ်းသာတယ်အသက်လည်းရှိတယ်နော်လူချင်းလူကယ်လည်းပေါ်ပါရဲ့ရိုးလည်းရိုးသားပါရဲ့ဒါပဲလို့ကြက်မပြည့်ဘူးဟောဖြစ်လူရသဲမခံရအဲ့တော့၅ပါးသီလတွေကတခုမှလျှော့လို့မရအောင်နော်အကုန်လုံးဆိုလို့ရှိရင်အသက်ရှင်ရမယ်ကျန်းမာရမယ်ပစ္စည်းဥစ္စာချမ်းသာရမယ်လူချစ်လူခင်ပေါ်ရမယ်ဩဇာရှိရမယ်နော်ပညာရှိရဟောယူယူနှံ့နှံ့မဟုတ်ဘဲနဲ့တည်ကြည်တဲ့ပညာရှိအဲ့တော့၅ပါးသီလလုံလို့ရှိရင်ဒီအကျိုးတွေကရဒါမှလူဘဝမှာပြည့်စုံတဲ့လူဘဝဖြစ်မှာပေါ့၅ပါးသီလဖောက်ပြက်ခဲ့ရင်တခုတော့ချုပ်ရင်းသွားတယ်အေးကိုယ်သီလလေးကိုကိုယ်စင်နေကြည့်လိုက်လို့ရှိရင်အော်ကျိုးတာပေါက်တာကြားတာမရှိပါဏာတိပါဒဆိုလို့ရှိရင်သိစီလိုတဲ့စိတ်နဲ့ကဲတတ္တဝါကိုမှငါမတတ်ဘူးအဒိဏဒါနဆိုတာသူများပစ္စည်းကိုလည်းပဲငါမတရားသဖြင့်မယိုးသားတဲ့စိတ်နဲ့ဘသူစီရမှမယိုးကာမိတုမိစ္ဆာစာရဆိုတာလည်းလုံးဝရှောင်ခြင်းနေဘုဒ္ဓဝါဒဆိုတာလည်းရေစရာအနေနဲ့တော့ငါမပြောဘူးမှန်မှန်ပဲပြောတယ်နော်သူရမေရဆိုဝေလာဝေးကျမ်းမာရေးအတွက်ဆိုပြီးတော့မတော့ဘူးဝိရစေအဲ့ဒါလို့ပြည့်ပြည့်စုံစုံရှိလာတဲ့ကိုယ်တီလာလေးကိုကိုယ်ဆင်ခြင်ဝမ်းသာမှုမဖြစ်နိုင်ဘူးလားအေးကိုယ်တီလာကိုတွေးပြီးတော့ဝမ်းသာမြတ်စွာဘုရားရှေရှေဝေးဝေးတွေမဖောပါဘူးလက်တွေ့ကြတာကိုယ်တီလာကိုယ်ဆင်ခြင်လို့ရှိရင်လည်းခုနလိုစိတ်ကလေးတည်ငြိမ်နေထိအောင်ကြိုးရတော့တယ်ဟောနောက်တစ်ခုကဘာဆင်ခြင်စဉ်းစားနိုင်နေတော့ဆိုရင်ကိုယ့်ရဲ့စွန့်ကြဲမှုဒါနဆိုလို့ရှိရင်အခုပြောတာတော့ဘုန်းကြီးတွေလှူမဘုရားလှူမဒီလိုဒါနလို့ထင်ကြတာနော်အိမ်မှာနေတဲ့အချိန်မိသားစုကျွေးဖို့မွေးဖို့ဖွဲဝေပြီးဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်မစ္စရိယမရှိဖို့တိတ်လို့မစ္စရိယရှိလို့ရှိရင်ခွဲခြားလုပ်တတ်တယ်ဒါတော့သူ့ကိုဒါတော့ငါဘောနဲ့ဆိုပြီးတော့ခွဲထားတယ်အဲ့ဒါလို့မစ္စရိယမရှိဘူးကိုယ့်ရဲ့မိတ်ဆွေသင်္ကားတွေကိုလည်းပဲဒီကိုပိုင်တဲ့ပစ္စည်းဥစ္စာကို share လုပ်နိုင်တယ်ပေးနိုင်တယ်ကမ်းနိုင်တယ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်း share လုပ်နိုင်တယ်ပေးနိုင်တယ်ကမ်းနိုင်တယ်ဆိုတော့ဟောအားလုံးကလည်းသူ့ကိုချစ်ခင်ကြတယ်အားလုံးကလည်းလူရင်ပစ္စည်းကိုလာတောင်းကြတယ်အားကိုးကြတယ်ယုံကြည်ကြတယ်ဒါကိုယ့်ရဲ့စာကားခုံလို့ခေါ်တယ်အဲ့ဒီစာကားခုံကိုအာရုံပြုလိုက်လို့ရှိရင်ကြည်နူးစရာတွေတွေ့လာမယ်ကြည်နူးစရာတွေ့လို့ရှိရင်ခုနသမာဓိစွမ်းအားတွေဖြစ်လာမယ်နောက်ဆုံးတစ်ခုကတော့ဒေဝတာနုဒ္ဒတိလို့ခေါ်တယ်ဒေဝတာနုဒ္ဒတိဆိုတော့နတ်တွေပူဇော်တဲ့ဟာမျိုးမဟုတ်ဘူးနတ်တွေတတိယတာမျိုးမဟုတ်ဘူးဒေဝတာနုဒ္ဒတိရဲ့အဓိပ္ပာယ်ကအေးဘုံတကူကြီးတဲ့နတ်တွေနတ်ပြည်မှာရှိဒါယုံကြည်ချက်နဲ့ဘုရားဟောတာကိုယုံကြည်ချက်နဲ့တွေ့ရတဲ့စကားနော်
အဲ့ဒီနတ်တွေဟာတတ္ထာရဲ့သီလရဲ့တုဒ္ဒရဲ့စာကရဲ့ပညာရဲ့ဆိုတဲ့ဒီအည်သွေးကောင်းတွေရှိလို့နတ်ပြည်မှာဖြစ်တာအဲ့ဒီအည်သွေးကောင်းတွေငါမှရှိနေတယ်လို့နတ်တွေကိုနှိုင်းရှင်ပြီးတော့ကိုယ်တဏ္ဍာမှာလည်းရှိတယ်နတ်တွေမှာရှိတဲ့ဒီအည်သွေးကောင်းတွေရှိလို့သူတို့နတ်ပြည်ဖြစ်တယ်လို့ငါမှလည်းဒီအည်သွေးကောင်းတွေရှိနေတယ်လို့ကိုယ့်ရဲ့အည်သွေးတွေကိုအာယုပြုတာကိုဒေဝတာနုတ္တိလို့ခေါ်တယ်နတ်တွေကိုတတိယတာကိုပြောတာမဟုတ်ဘူးဒေဝတာနုတ္တိရဲ့အဓိပ္ပာယ်နော်တတ္တသီလသုဒ္ဓစာကပညာတတ္တသီလသုဒ္ဓစာကပညာနဲ့ပြည့်စုံလို့ဘုံတကူကြီးတဲ့နတ်တွေဖြစ်တယ်အဲ့ဒီတတ္တသီလသုဒ္ဓစာကငါမှလည်းရှိတယ်လို့စဉ်းစားနိုင်တာအမှတ်ရနေတာတတိထားနေတာဆင်ញင်တွေးတောနေတာဟာဒေဝတာနုတ္တိအဲ့ဒီဒေဝတာနုတ္တိကလည်းခုနလိုပဲလောဘဒေါသမောဟဖြစ်မှုကိုတားပြီးတော့စိတ်ထဲမှာကြည်နူးပြီးတော့ဝမ်းမြောက်မှုတွေစိတ်ငြိမ်းချမ်းမှုတွေနော်ချမ်းသာမှုတွေတမာရိယာမှုတွေကိုဖြစ်ပေါ်စေတယ်အဲ့ဒီမြတ်စွာဘုရားကဒီနေရာမှာ6မျိုးပေးတာဒီ6ခုတည်းကတစ်ခုခုနဲ့နေဒီလိုနေနိုင်အောင်ဘာတွေလိုတော့ဆိုခုနကတတ္ထာဆိုတဲ့ confidence ရှိရမယ်ဝိရိယဆိုတဲ့ကြိုးပမ်းအထောက်မှုရှိရမယ်တတိကြီးစွာထားရမယ်တမာတိရှိရမယ်ပညာဉာဏ်ရှိရမယ်အဲ့ဒီ5မျိုးလုံလောက်မှအခုလုပ်တဲ့လုပ်ငန်းဟာအောင်မြင်မယ်လို့ဘုရားမြတ်စွာကဘဝမှာဓမ္မအသိနဲ့အကျိုးရှိအောင်နေရပြီဆိုတာအဲ့ဒီနည်းနဲ့နေတာကိုဆိုလိုပါတယ်လို့ဘုရားမြတ်စွာမဟာနာမတုံမှာဟောခဲ့ပါတယ်အေးဒါကြောင့်မလို့တရားဖြစ်ခင်သူတော်စင်ပြိဿတို့ဒီရရှိလာတဲ့မိမိတို့ဘဝမှာဘယ်ပုံပဲနည်းနေကြမလဲလို့ဆိုတို့ဘဝဓမ္မအသိနဲ့အကျိုးရှိအောင်နေကြမယ်လို့အားလုံးမိမိတို့စိတ်ထဲမှာဆုံးဖြတ်ပြီးတော့ဓမ္မအသိဖြင့်အကျိုးရှိအောင်နေနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဝိယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာဘုချမ်းသာကိုယ်ရာဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာအတ္တပိတမုဟတာအစရမရတိတိပါဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိတာတပိပူဇာညစ်နောက်ကိလေသာအစရိတောက်ဥဒ္ဓမြတို့သည်သမုဟတပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အကုန်သည်ဟွန်တူစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းတတ်သောဒီဒီပေါင်းကိလေသာဘုဖတ်သိကင်းကြီးရာအစီဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်တော်သည်များတို့သည်ယန္တုပါရမီအဆင့်စဉ်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း